ကျောင်းဆရာကြီးဒေါက်တာမျိုးရင်းစောနဲ့တကွဆရာမတွေကျောင်းသားကျောင်းသူတွေအလှရှင်တွေအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေဆုတောင်းမြတ်တာပို့ပါတယ်ဒီရှိမှကျောင်းသားကျောင်းသူတွေအများကြီးမြင်တွေ့နေရတာအားတက်ပါတယ်။ဟိုပြင်မက်ကသူလည်းကိုမမြင်ကိုလည်းသူမမြင်သူတို့ကတော့လွမ်းပါတယ်လွမ်းပါတယ်သူတို့လည်းနားထောင်နေကြမှာပါပဲနားထောင်ကြပါသူတို့ပုံပြထားနော်။ဩအဲ့ဒီမှာကြည်ပါကျွန်တော်ကကျမ်းမာရေးမကောင်းပါဘူးအယိုးကြောစစ်ယောဂရှိတယ် rheumatoid arthritis အတူကောက်တော့ RA လို့ခေါ်တယ်အယိုးကြောစစ်တွေပျက်စီးတယ်မတန်ပါဘူးတော်တော်ဆိုးတဲ့ယောဂပါပဲဒီလက်စကလေးတွေတဖြည်းဖြည်းနဲ့ပြတ်သွားတယ်ဒီလက်ချောင်းလေးချောင်းပြုတ်ကျသွားတယ်မတန်တော့ဒီဘက်က5ချောင်းမှာ2ချောင်းပြုတ်သွားပြီ3ချောင်းကျန်နေတယ်ဒီယောဂကထုခုဆရာတော်ကြီးဆရာသမားတော်ကြီးပေါ့ပင်ဒိုရာအောင်ကြီးအမျိုးသမီးပါပဲသူနဲ့သွားပြတော့သူကပြောတယ်ဒီယောဂကအမျိုးသမီးတွေပဲဖြစ်တာများတယ်ယောက်ျားတွေဖြစ်တာအတော်ရှားတယ်ဟောသူပြောမှာပဲကိုတောင်တန်မြတ်ဖြစ်ပါမကျေနပ်ဘူးမျိုးသားတွေတယောက်မှမဖြစ်ဘူးလားဗျဟောဖြစ်တယ်တဲ့အင်္ဂလန်ကနှလုံးခွဲစိတ်ထူးခုဆရာဝန်ကြီးအဲ့ဒီယောဂဖြစ်တယ်တဲ့လက်မတန်တော့လို့ခွဲစိတ်ဓာတ်ကိုသူ့လက်မှာခြီးပေးရတယ်တင်းနေအောင်ခြီးပေးရင်ခွဲလို့ရတယ်အဲ့လိုနီးနဲ့ခွဲစိတ်ကုသရဲ့တဲ့ဟောကောင်းလိုက်တာကျွန်တော်လည်းစာရေးလို့ရတယ်ဒီလက်ကလေးတွေကတုတ်ကြသွားတာကံကောင်းတယ်ဗျဟိုဘက်ကိုမလန်ဘူးအောက်ကုတ်တခါလေလောကမှာအဆိုးတွေထဲမှာအကောင်းလေးတွေရှိတယ်တညာမှုလေးတွေရှိတယ်ဒီတော့ကျွန်တော်ဒီဘောပင်ကိုကင်လို့ရတယ်ဒီထဲထည့်ပေးလိုက်ရင်ကင်လို့ရတယ်စာရေးလို့ရတယ်အခုထိရေးပါတယ်တောင်မွေးလမ်းလျှောက်တုတ်ကလေးဆုပ်လို့ရတယ်ပိုတောင်မြဲသေးတင်းနေတာပဲသူကကုတ်နေတာဘူးနော်ပိုတောင်မြဲသေးတကယ်လို့မြန်ဒီကောင်လမ်းနေကျွန်တော်ဒုက္ခလောကကြီးမှာစိတ်အားပြတ်စရာတွေကြီးမဟုတ်ပါအဆိုးတွေထဲမှာလည်းအကောင်းလေးတွေရှိတယ်ဒါကြောင့်မို့လို့စာပေဟောပြောတဲ့အခါမှာစကားပြောစဉ်ဒါဟောပြောဖို့တဲ့တေချာလောက်ထားတဲ့အစဉ်မြတ်အတော်ကောင်းနေမတည့်ရပြီးတော့ဟန်ပန်းမူရာတွေနဲ့လွတ်လပ်ပြောလို့ရတယ်ဒီမှာတော့စပယ်ပန်းကုန်းတွေတောင်အများကြီးချိန်ထားသေးသူတို့နှစ်ယောက်ပြောရင်မှုေးနေမှာပဲကျွန်တော်မှဆွေအောင်ပန်းလေးတွေရှိပါတယ်အဲ့တော့ဒီလိုမပြောနိုင်လို့အခုလိုထိုင်ပြောရတာအဂါရဝဖြစ်ခွင့်လွတ်ပါမကြမ်းမမာတဲ့ဂီလာနာမှုပါဂီလာနာလည်းလျှောက်လိုက်ပြီးဟောနေတာပဲလားဟောပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဆေးတွေတောက်ပြီးတော့အိမ်မှာပဲငုတ်တုတ်ထိုင်ပြီးသေမဲ့နေစောင့်မနေချင်ပါဘူးကျွန်တော်လုံနိုင်တဲ့အများကောင်းကျိုးလုပ်ချင်ပါတယ်ကျွန်တော်ပြောပြနိုင်တာလေးတွေပြောချင်ပါတယ်ပြောရမှာ3ယောက်ဆိုတော့အချိန်ကန့်သက်ချက်ရှိပါတယ်ကျွန်တော်နားလည်ပါတယ်ကျွန်တော်ကအရင်ဆုံးပြောရတဲ့လူပါကျွန်တော်အများကြီးလဲပြောချင်ပါတယ်နောက်လူတွေအတွက်လည်းအချိန်ကောင်းပေးချင်ပါတယ်ကျွန်တော်
ပြည့်စုံအောင်ပြောနိုင်ဖို့နဲ့နောက်လူတွေချင်းကောင်းကောင်းပေးနိုင်ဖို့ဒီနှစ်ခုကိုမြတ်တာအောင် just လုပ်ပါမယ်ငယ်ငယ်တုန်းကတော့ကျွန်တော်ဘောလုံးသမားပါဘောလုံးကကောင်းပါတယ်မန္တလေးတက္ကသိုလ်ဘောလုံးလက်ရွေးစင်ပါပဲအခုတော့ဘူစီပေါင်းတောင်မကန်နိုင်ပါဘူးကန်ရင်လဲမှာပါပဲဇရာပါပဲဇရာပါပဲကိုတန်မာလိုက်တာကျွန်တော်ကျမ်းမာရေးသိလိုက်စားတယ်ငယ်လေးတွေကကလေးတွေစာတာဖတ်တဲ့ခါကျတော့အဲ့ဒီစာဖတ်တာတွေကကျွန်တော်ဘတ်စုံဖြည့်စည်းတယ်တော်သားဟိုတော်ကြုံအောင်ကြမှာအဲ့ဒီစာဖတ်ရင်တော်ကြုံအောင်ကြမှာအထိမင်းကိုတိုးတက်အောင်လုပ်ပေးလိမ့်ဒီနေ့တိုးတက်ပါတယ်ဆိုတော့အမေရိကန်နိုင်ငံအင်္ဂလန်နိုင်ငံကမ္ဘာခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံကြီးတွေမှာခေတ်မီတဲ့ electronic ကိရိယာတွေသိပ္ပံထောက်ကူပစ္စည်းတွေအမျိုးမျိုးသောပံ့ပိုးကူညီမှုတွေနဲ့ကြီးရတဲ့လူငယ်တယောက်ငါတို့ဖြင့်သူတို့ကိုမိမှမဟုတ်ပါဘူးလို့မင်းအားမငယ်လိုက်ပါနဲ့မင်းကမြန်မာနိုင်ငံကတောကြုံအောင်ကြရွာကလေးကစနပုတ်မှာတဲကုတ်ကလေးနဲ့နေချင်နေရပါစေမစ္စာတွေကိုဖတ်စမ်းပါကမ္ဘာတိုးတက်တဲ့နိုင်ငံကြီးကတိုးတက်ပြီဆိုတဲ့တက္ကသိုလ်ကြီးတွေကလူငယ်တွေနဲ့မင်းရင်မောင်တန်းနိုင်တယ်ရင်ဆိုင်နိုင်တယ်မင်းကိုမင်းပြည့်အောင်ဖြည့်နိုင်တယ်ဒါကိုပြောချင်တယ်ချာအိမ်မှာထိုင်မနေချင်ဘူးသားတို့သမီးတို့ပြောချင်တယ်ဒါအမှန်တရားပဲဆရာကအဲ့ဒီရွာကလေးမှနေရငယ်ငယ်လေးကစာဖတ်ဝါသနာကိုပါတယ်ဒုတိယရန်လောက်မှဒုတိယရန်ဖတ်စာအုပ်တွေဖတ်တော့သိကောင်းတာပဲဒေါင်းဖတ်စာအုပ်ထဲမှာပုံမြင်လေးတွေပါတယ်အဲ့ဒါလေးတွေဖတ်ပြီးတော့ကုံတော့တတိယရန်ကစာအုပ်ကိုတတိယရန်ကျောင်းသားတွေဆက်တောင်းတယ်ဖတ်တယ်သိကောင်းတာပိုကောင်းတာပေါ့ဒုတိယရန်နဲ့ပုံမြင်ကုံပြီစရုထရန်စာအုပ်ကိုတောင်းဖတ်တယ်အဲ့လိုနီးနဲ့စာဖတ်ခြင်းကိုစတာပဲနောက်တော့ဖေကြီးကမူလာရန်ကျောင်းအုပ်ဆိုတော့ဖတ်ဆရာလိုက်ရှာတဲ့အခါပညာတစ်စောင်နေရှိတယ်ကလေးနဲ့ပါဆိုင်တယ်အဲ့ဒီပညာတစ်စောင်တွေကိုဖတ်တယ်ပရိမကျွာငယ်ငယ်လေးတွေကဒီအသိဉာဏ်ပညာကြီးတဲ့စာတွေဖတ်ရတယ်နောက်တော့စာပေဘိမှန်ထုတ်တဲ့စာအုပ်ရှည်ကြီးတွေအဲ့ဒီထဲမှာပုံမြင်ပါသလားလို့ရှာဖတ်တာပုံမြင်မတွေ့တော့တွေ့ရဖတ်ရင်းနဲ့အဲ့ဒီစာအုပ်ကြီးတွေပုံသွားတယ်ဒီတော့ကိုဒီဆောက်ကျမ်းမာရခန္ဓာကိုယ်ထွားကျမ်းတန်မာရဘတ်စကိုတဂါမာကိုလမ်ဘတ်တို့အဲ့ဒီလူတွေကြောင်းနေဖတ်တဲ့အခါကျတော့စာဝေစွန်စားဇာနီဘွားတွေပင်လယ်သမုဒ္ဒရာကိုထွက်ကျမ်းခိုင်နေဆင်းရဲခြင်းကိုခံနိုင်အားကြတယ်အရက်ရှည်အောင်ဆရာကိုဖြည့်စည်းတယ်စာရီစုံအောင်ဖတ်ရင်အရက်ရှည်နည်းဆိုစာအုပ်တွေ့တယ်အဲ့ဒီစာအုပ်တိုင်းလုပ်တယ်ရှက်ညီကိုမောင်နှမရှေးပါဆရာ6ပေထိရောက်ပါတယ်ကျန်းခိုင်အောင်အားကစားလဲစာအုပ်တွေရှိတယ်ကြိုးစားတော့တော်လက်ကြီးရွာကနေတက္ကသိုလ်လည်းရောက်ပြီးဆရာတက္ကသိုလ်ဘောလုံးလက်ရွေးစင်ရွေးခံဘဲကမယ်လက်ရွေးစင်2မျိုးရွေးခံဗော်လီဘောလက်ရွေးစင်ရွေးခံနိုင်ငံတကာနဲ့ရှင်ငါတို့လူတွေအရက်ပံမြင့်ရင်နဲ့ကျမ်းမာခြင်းနဲ့ကြံ့ခိုင်ခြင်းနဲ့အဲ့ဒီအသည့်တွေစာပေကရတာတွေကိုငယ်ငယ်တွေကကိုလုတ်တဲ့သမျှဖြည့်စည်းတယ်တိုးတက်တယ်တိုင်းပြည်မြို့ရွာတွေလူတွေတိုးတက်တယ်မှာကိုလည်းတိုးတက်ရမယ်အခုကွန်ပျူတာတက်ကတူရာကိုကွန်ပျူတာထဲမှာဖြည့်ရှာကွန်ပျူတာတွေနဲ့အလုပ်လုပ်ကွန်ပျူတာတွေနဲ့စာရေးကွန်ပျူတာတွေနဲ့ programming ဒီဆောက် memory တွေမှကမ္ဘာဘူဒ္ဓတာတွေထဲမှာဆွဲထုတ်ကြည့်ကမ္ဘာကြီးကိုလက်ထဲမှာထည့်ထားတယ်သားတို့သမီးတို့တော်လိုက်တာပညာသင်ကြားမှုဘယ်ကစဘုန်းကြီးကျောင်းမှာသင်ပုံးလေးနဲ့စတက်သားသင်ပုံးလေးထိတ်မှာကွင်းကလေးနဲ့ဒီတက်သားသင်ပုံးကလေးတယ်ကျောင်းသားတွေအိမ်ပဲတည်သွားနိုင်မလဲပြီးရင်အဲ့ဒါလေးကိုဘုန်းကြီးကနိုင်ငံမှာတန်လေးရိုက်ထားကွင်းလေးပါအဲ့ဒါလေးနဲ့ချိတ်သူ့သင်ပုံးကိုသင်ပုံးနောက်တနေ့ကျတော့အိုမဲတွေဘာတွေနဲ့ပြန်ပြီးတော့သင်ပုံးချီရတယ်အယောင်တင်ရတယ်
ပြန်ခက်မဆန်တဲ့ခုတော့ပြောက်ွယ်တော့ပါပဲဖြစ်တော့ခက်မဆန်နဲ့ရေးရတယ်အဲ့ဒီနောက်တိုးတက်လာကြောက်တင်ဘုံနဲ့ကြောက်တန်နဲ့ရေးရတယ်အဲ့ဒီနောက်တိုးတက်လာဗလာစာအုပ်ဗလာစာရွက်ပေါ်မှာခဲတံနဲ့ရေးရတယ်ဒီနောက်တိုးတက်လာပြန်တဲ့ဗလာစာရွက်ပေါ်မှာဖောင်တိန်နဲ့ရေးတယ်ဖောင်တိန်နဲ့ပြီးမှဘောပင်ရောက်တယ်ဘောပင်နဲ့ရေးအခုကွန်ပျူတာနဲ့စာရေးအစင်းစင်းပြောင်းလဲတိုးတက်ကွန်ပျူတာကျောင်းသားကသူ့ဖေကဘုန်းကြီးကျောင်းအတွက်လက်သမားအိမ်မှာလူလို့တော့မြို့ကသားရဲ့ငယ်ချင်းကွန်ပျူတာကျောင်းသားတွေလာကြသားခမ်းမှာကျွေးမွေးထားအောင်မှာတော်သူတော်သားတွေနဲ့မျက်စိနောက်မှာဆိုလို့ကွန်ပျူတာကျောင်းသားကြီးတွေကိုဂုဏ်ပြုပြီးတော့အိမ်မော်ဒကသားခမ်းမှာတင်ထားစကားသမီးပြောအဖေလည်းသမားကြီးကတက်လာရောရောနှောနှောသားခမ်းဆိုတော့ဟိုဘေးနားမှာထိုင်ကလေးတွေကပြောနေကြခုတလောကွန်ပျူတာဗိုင်းရပ်စ်တွေပြန်နေဗိုင်းရပ်စ်ကဘယ်သူကွန်ပျူတာဘာတွေဖြစ်လဲ programming ကုန်ပါဖြစ် memory တွေအောက်အဲ့ဒါတွေပြောဟာအကြည့်ကျင်နေတာကဆုံးရှုံးနေဘယ်လိုများလို့လက်သမားကြီးကနားထောင်မနေနိုင်စိတ်ဝင်စားငါသားအဲ့ဒီဗိုင်းရပ်စ်ဆိုတာပိုးလာကွာသူသားလည်းအလွယ်တကူပြန်ပြောတယ်ပိုးပေါ်ဖေရအဲ့ဒီပိုးကကွန်ပျူတာထဲကိုဘယ်ပေါက်ကဝင်သွားအဲ့ဒီပေါက်ကြီးကုန်လုံအောင်ပိတ်ငါသားမရရင်ဖေပြောဖေတို့လည်းမသုံးနဲ့ဩဘာပိုးသက်စီနဲ့ချဖေကတငယ်ချင်းတွေကရီးတယ်ဟာတိုက်ပြီးတော့ရီးပြီးတော့ကိုကောက်မျက်နှာကိုကြည့်ဒီကောင်ဖေကတော့စွတ်လုံးကိုကောင်တော့ကွဲပြီးဆက်ကွဲပြီးကိုကောင်ကရောရီးပြီးတော့အဲ့ဒါငါဖေပဲကွာငါဖေကနွားနဲ့ယုံပြီးတော့လဲလုတ်ပြီးတော့ငါကြောင်းထားပေးတာငါခု3 ဘာသာကုန်တူလေရကွန်ပျူတာတက်တာဟောဒီဇွဲဘောကကွန်ပျူတာဖေဝယ်ပေးတာကွာဖေပြောဖေကြိုက်တယ်လို့ပြောဘာမှမရှိဘူးပြောရှီမိတဲ့ကောင်ကြီးတုံလှုပ်သွားတယ်အမှန်တော့ဟိုကောင်ရှက်ပြီးတော့ဖေရလေဗျာမသိဘဲနဲ့ဘာလာပြောနေသွားကျွန်တော်ပြောတယ်မလားနဲ့သွားမောင်းချလိုက်မယ်လို့ထင်တာအဲ့ဒီကွန်ပျူတာကျောင်းသားကိုဆရာလေးပြူတယ်ဒါတော့မင်းတို့ခက်မိတဲ့ပစ္စည်းတွေနဲ့တိုးတက်လာလို့အဲ့ဓာတွေကိုမသုံးတတ်တဲ့ငါတို့မိပါလေမသိတယ်ငါတို့မိပါလေငါတို့သိမ့်မြင့်သွားပြီငါတို့သိမ့်တော်သွားပြီသူတို့သိမ့်နှိမ့်ကြံနေခဲ့တယ်လို့ထင်မသေးမိပါစေနဲ့မစော်ကားမိပါစေနဲ့ဒါကလေးကိုစောစောအဖြစ်ကလေးကိုသတိရလို့သားတို့ကိုလည်းသတိပေးချင်မှာဟိုကောင်နှစ်ယောက်နားလဲသွားတယ်ရီမိတဲ့ကောင်နှစ်ယောက်တယောက်ကတန်ချီတန်ကိုးသားသူ့ဖေကိုသူကငေါက်ဖူးတယ်ရှေ့မှာစပလိုက်ချက်တွေစောင့်နေတယ်ကွာလို့ပြောလို့သူ့ဖေက9 တန်းမအောင်အဖေကလည်း surprise ချက်လို့ခေါ်တယ် surprise ချက်မဟုတ်ဘူးအဖေလည်းကွာ surprise ချက်ဆိုတော့ဖြစ်တာပါဗျကျွန်တော်ဆက်တယ်မသိရင်မပြောနဲ့ဗျမပြောနဲ့ဆိုလည်းငါနဲ့ပြန်ငါစပြီးတော့မင်းငါကြောင်းလိုက်မပို့တော့ဖေတာမောင်ပို့တော့ဖေနဲ့သားနဲ့စကားမပြောတော့ခက်ကွာချားမှုကြောင့်မလို့ကြေကွဲเสียဖြစ်တတ်တယ်အဲ့ဒီတန်ချီတန်ခွေးသားနောင်တရသွားတယ်ရီတဲ့ကောင်သားတို့သမီးတို့စဉ်းစားကြည့်အဖေကလည်းဗျာသွားစမ်းမှာမသိဘဲနဲ့မပြောစမ်းမှာနဲ့ဆိုရင်လက်သမားကြီးဆင်းသွားရှာလိုက်ဘယ်လောက်စိတ်မကောင်းစရာကောင်းမလဲသူ့ရင်ထဲမှာဘယ်လိုခံစားငါသင်ပေးလိုက်တဲ့ပညာကြောင့်ငါအငေါက်ခံရတယ်သားတို့သမီးတို့ပညာကိုမြင့်တယ်မြင့်အောင်မြင့်မှာတင်မှာကြိုးစားပါကိုယ့်ဘဝကိုမြင့်အောင်မြင့်ပေးမိဘဆရာသမားကျေးဇူးရှင်တွေရဲ့ကျေးဇူးကိုလည်းမမေ့ပါနဲ့သူတို့ကိုယ်လောက်မတက်လို့ထင်မသေးပါနဲ့သူတို့ကမိဘကောင်းပြီတဲ့သာသမီကိုကိုယ်ရဲ့မြင့်အောင်မြင့်တင်နိုင်ရတယ်
မြင့်တယ်ပခုံးစွမ်းအားရှိရတယ်အမေကောင်းတဲ့ရွက်ပြီးတင်နိုင်ရတယ်ပကိုးကိုသွားဟောတော့စပ်ပြီးဟောပြောဝင်ဟောရင်းနဲ့ကျွန်တော်ကဒါကလေးမိဘသာသမီကိုကိုယ်ရဲ့မြင့်အောင်မြင့်နေရမယ်အဖေကပခုံးထန်တင်ရမယ်အမေကကောင်းရွက်တင်ရမယ်အဲ့ဒါလေးတွေပြောပြီးတော့ဟောပြောဝင်ပြီးလို့ပြန်တော့ကားပေါ်ရောက်ပါပြီစာရေးဆရာကြီးမိမကြီးတယောက်ဆရာတို့ခဏနေပါဦးဒီမှာမုံပေါင်းလေးပေးခြင်းလို့ပါမုံပေါင်းဆိုတော့ကျွန်တော်အညာသားကြိုက်တယ်ဒါပေမဲ့ရန်ကုန်ကစာရေးဆရာတွေမုံပေါင်းမကြိုက်ဘူးမသိဘူးစိတ်ဝင်စားလာကျွန်တော်ကြိုက်တယ်ကျွန်တော်စားမယ်ယူခဲ့ပြေးလာပြီးတော့မုံပေါင်းကလေးပေးနေအဲ့ဒီမျိုးသမီးကြီးကကျွန်တော်တို့ကိုပြောသွားတယ်ကျမသမီးကလေးမဟာဝိဇ္ဇာပွဲရသွားပါပြီဆရာစောစောကစူးစူးညံ့ညံ့ပြောနေတဲ့ကားပေါ်ကကျွန်တော်တို့စာရေးဆရာကြီးငြိမ်တိတ်ကြသွားတယ်ငြိမ်သွားတယ်မောင်စိန်ဝင်းပရိဟုံးကပြောတယ်အခုသူတာဝန်ကျေပါပြီသူသမီးကိုခေါင်းရွက်တင်လိုက်ပြီလို့ပြောသွားတာဗျငါနားလေတယ်ဟုတ်တယ်ဒါကလေးပြောသွားရှာတယ်လူလောကကြီးမှာမိဘတွေကသာသမီကိုကိုယ့်ရဲ့မြင့်အောင်မြင့်ရမယ်မြင့်ရဒါမှလောကတိုးတက်ကျွန်တော်က60စာတီသား60ဆင်မွဲပြန်သွားတော့ကျွန်တော်ငယ်ငယ်တုန်းကမော်တော်ကားစပယ်လုပ်တဲ့ဥအောင်ကြီးဆိုတဲ့လူကြီးနဲ့တွေ့တယ်ဥအောင်ကြီးဘာတွေလုပ်နေတော့ဆရာလဲကိုရောကလည်းဆရာစပယ်အခုလည်းစပယ်ပေါ့ဆရာရဲ့ဟောကျွန်တော်ကဥအောင်ကြီးသူ့ကိုယ်သူမြင့်အောင်မမြင့်ဘူးဒီတိုင်းခမရသာကြည့်အောင်ရောဘာလုပ်နေတော့စပယ်ပေါ့ဆရာရဲ့စပယ်သားစပယ်ပေါ့သူ့ကိုယ်သူမမြင့်တယ်လို့သူ့သားကိုလည်းမြင့်အောင်မမြင့်နိုင်ဘူးကျွန်တော်ကတော့မကြလို့ခမရတို့ကလည်းအဖေစပယ်သားစပယ်ဖြစ်နေသလားအဲ့ဒါကိုသူကချီးကျူးတယ်မှတ်လားမသိဘူးဘယ်ကမလဲဆရာအခုကျွန်တော်မြည်လေးလဲစပယ်ဖြစ်နေပြီအဲ့ဒီတိုင်းပြီဘယ်လိုလုပ်တိုးတက်မတော့ဘယ်လိုလုပ်တိုးတက်အဖေရဲ့သားအမြင့်သားတွေမြည်ကမြင်ရပါလိမ့်မိမိကိုယ်ကိုလည်းမြင့်အောင်မြင့်ပါစာဖတ်ခြင်းနဲ့မြင့်အောင်မြင့်ပါစာတပုတ်ကောင်းဖတ်ယုံနဲ့တောင်မှလူတယောက်ဘဝပြောင်းသွားနိုင်တယ်ကျွန်တော်စာရီအများကြီးဖတ်တဲ့ထဲမှာယသစာပေတွေလည်းပါတယ်ဗျာယသစာပေတွေဖတ်ပါဝတ္ထုတွေလည်းဖတ်ပါဝတ္ထုကောင်းကြီးအများကြီးရှိပါတယ်ချို့ကသုဒ္ဓစာပေတွေတော့ဖတ်ပါရဲ့ဒီနေ့ပူလောင်နဲ့ကျွန်တော်ကိုမီဒီယာတွေကမေးကြဆရာယသစာပေတွေရောနဲ့ကုန်ပြီလားယသစာပေတွေမဖတ်တော့ဘူးလားလုပ်ကြပါဦးဆရာတို့ပြောကြပါဦးဟောယသစာပေကဒီနည်းမျိုးနဲ့တိမ်ကိုပတ်ပြောက်သွားတယ်ဆိုတာမရှိနိုင်ပါဘူးမစိုးရိမ်ပါနဲ့ဖတ်မှာပါဖတ်ကြပါလေဖတ်ပါအခုဒီလည်းဝတ္ထုတွေထွက်ပါတယ်ဝတ္ထုကောင်းတွေလည်းထွက်ပါတယ်ကျွန်တော်ရေးတဲ့ဝတ္ထုတွေရှိပါတယ်ကြာလာပါပြီထုတ်ခဲ့တာတခါတောင်းမှရပ်သွားတယ်မရှိပါဘူးကျင်းချင်းပြန်ထုတ်နေရတာပါပြန်ထုတ်နေရရောင်းနေရတာကုန်းနေတာဘယ်ဆောက်ကကုံသွားပြန်ပြီးပြန်ရိုက်ကုံသွားပြန်လူတွေဖတ်ပါတယ်ကျွန်တော်စာအုပ်ထုတ်နေတော့တွေ့နေရတာဖတ်ပါယသစာပေကိုလည်းငယ်သောသူတွေဖတ်နေကြပါတယ်ဖတ်လဲဖတ်ကြပါလို့ပြောချင်ပါတယ်ကျွန်တော်ဗျာစာအုပ်ကောင်းထုတ်ကိုဖတ်မိတယ်ကောင်းစဉ်ကသူတဲ့တာရင်နှချောင်းနဲ့သူဆရာဝန်ကောင်းတယောက်ကြောင့်နဲ့နာခံလိုက်တာသူများကိုကူညီလိုက်တာစောင့်ရှောက်လိုက်တာအတ္တနောက်ကိုထားတယ်လူတွေကအတ္တရှေ့ထွက်တနိုင်ငံလုံးမွဲပါစေအတ္တကိုကောင်းမှုလုပ်တပြေလုံးမှာသစ်ပင်တစ်ပင်မှမကြမ်းနေပါစေပူလို့မကလို့လောင်းသေးသစ်ပင်นี่ခုတ်အတ္တအဲ့လိုအတ္တတွေလွန်ကဲလို့ပရနိုင်ငံပြည်သူကြိုးတွေပြက်အဲ့ဒီဆရာဝန်ဖြစ်သူ့အတ္တနောက်ပရရှိဖတ်ရချက်လိုက်တာကြီးညိုလိုက်တာလေးစားလိုက်တာကြောင့်မလို့သူချစ်သူနဲ့ဝေးရတယ်စိတ်မကောင်းငါတရားသွားပြီးတော့
ဆေကုသွားကာလဝံယောဂါတွေဖြစ်နေလို့ဆေသွားကုမြို့ပေါ်မှာကုသူများတော့မှမရှိပတ်စံမရဘူးသွားကုမိတွေလောင်နေတယ်လောင်မှပေါ့သေတဲ့လူတွေရဲ့ဝတ်ကလေးတွေအိမ်ရှိမိပုံရှုပ်အိမ်ရင်းပူကကြီးတော့မိပူကိုမေ့ထားသူကနေမိုက်ကတစ်စင်အိမ်ကိုကူအိမ်နေလောင်ရှားကဆေးကလေးကိုဆွဲပြီးတော့သူကပြန်သွားတော့ထိတ်နေတော့မိဟုံတော့ပြေးရှာတယ်ပြေးရှာအိမ်တိုင်ရောက်မိတယ်လောင်းနေလူတွေတွေ့ဟာကြည့်လိုက်တော့ဒီအိမ်ထဲမှာသူဆဲကုနေတော့လေငန်းယောဂဆွဲတယ်ဦးလေးကြီးရှိမပြေးနိုင်မလွှမ်းနိုင်အေးခင်ဗျားတို့ဦးလေးကြီးကယ်ပြီးပြီလားမကယ်နိုင်ဘူးဆရာမိအပြင်းနေပြီဆရာဟာမကယ်လို့တော့ဘယ်ရမလဲလူတယောက်လည်းအိမ်ထဲမှာရှိနေတယ်သူ့လက်ထက်ဆဲကြီးကိုဖုတ်ခနဲ့ပြစ်ချလူငယ်တယောက်လက်ကရေစိုးနေသောဆောင်မိုင်းအိုကလေးဆွဲယူခြုံဝင်ပြေးချက်မလုံးနဲ့လိုက်ဆွဲတယ်မရအိမ်ထဲရောက်သွားဟိုတွင်းငန်းကြနားထောင်နေဟိုဘက်ခန်းကငိုကြီးတန်ကြမိတွေလောင်းနေပြီအဲ့ဒီခန်းပြေးဝင်သွားဦးလေးကြီးမိတွေပတ်ချာဝိုင်းလို့ကြောက်ရှာလွန်းလို့ငိုကြီးဦးလေးမကြောက်နဲ့ကျွန်တော်လာပြီဗျကျွန်တော်ကဲမဲဗျရေစိုးနေတဲ့အဝတ်နဲ့အုပ်ဦးလေးကြီးကိုပွေ့အဲ့ဒီခန်းကပြေးထွက်လာအလဲခန်းကိုရောက်ဟိုးမီးလောင်နေတဲ့အိမ်ခေါင်မိုးသွတ်ပြားတပြားကဝိဝဲဆင်းလာဦးလေးကြီးလွတ်အောင်တိမ့်လိုက်တော့သူ့ဘားပြင်ကိုသွတ်ပြားကခုတ်ခွဲဆင်းသွားတယ်ဘားပြင်ဟတ်တဲ့ကွဲသွေးတွေဖြာကျမြောက်စလုံးသက်ကယ်ဖို့အတွက်ဘားပြင်တန်ရာပြုမဆိုင်နိုင်ပါဘူးပြေးနောက်ဆုံးခန်းကိုရောက်ထွက်ပေါက်ကိုမြင်နေပြီအဲ့ဒီချိန်မှာထုတ်တန်းကမိလောင်ပြီးကြိုးကျဦးလေးကြီးလို့အောင်တိမ့်ရပြန်ပြီးသူ့ပေါင်ရိုးကိုကျပေါင်ရိုးတွင်ကျိုးစိတ်ကောင်းနှလုံးကောင်းရှိတဲ့ဆရာဝန်မထွက်နိုင်တော့ပါရှိစုမဲစုခွန်အားနဲ့ဦးလေးကြီးကိုမြင်နေရတဲ့တကားစီပြစ်လိုက်ထုတ်လိုက်ပါတယ်တကားပေါက်နှရောက်တော့အပြင်ကလူတွေဟိုမှာလူစွန့်စားတဲ့လူငယ်တွေပြေးဆွဲတော့ဦးလေးကြီးမိတဲ့ကလွတ်သွားစိတ်ကောင်းရှိတဲ့ဆရာဝန်မိတဲ့မှာကြံခဲ့တလောက်တောင်စိတ်ကောင်းရှိတဲ့လူမသေးရဘူးကွာငါတို့သေခြင်းသေပါစေကွာလူငယ်တွေကိုစိတ်ကောင်းကူသွားပြီတတ္တိကူသွားပြီသူ့လိုပဲယေရှုနေတဲ့ဥက္ကလေးတွေခြုံပြေးဝင်ကြတယ်မိတွေတဲ့ပထမဆုံးခန်းမှာပဲအလွယ်တွေ့ပါပွေ့ထုတ်တော့ဆရာဝန်မသေးပါဘူးမိလွတ်တဲ့ရွာဆုံးကအင်္ဂလိပ်မှာတင်ထားသူ့ဘာတရားသူ့ဘာသူကုပေါင်ကိုလည်းသသားချောင်းလေးတွေနဲ့ကြက်စီပေါင်ရိုးကျိုးတာကိုဆက်အောင်လုပ်သူ့ချက်သူအိမ်ကိုညနေတိုင်းသူတို့တငယ်ချင်း2ယောက်သွားရအဲ့ဒီ2ယောက်နဲ့က1ယောက်ကိုမင်းကလေးကရွေးရသူတို့ဆရာဝန်ကြီးကသေကန်နီးမှာခဲ့တဲ့စကားမသွားနိုင်တော့ပါသွားနိုင်တော့မင်းကလေးကအဲ့ဒီ2ယောက်နဲ့ကဟို1ယောက်ကသာဖြူရုပ်ကချောချောအပြောကသွက်မင်းကလေးတွေမြတ်တဲ့ယောက်ျားမျိုးပဲကြိုက်တဲ့ပုံစံမျိုးပဲအခုဒီဒုက္ခရောက်သွားတဲ့လူကအသားညွန့်အယမြင့်ရိုးပဲစိတ်ကောင်းတယ်အဲ့ဒါကိုဟိုမင်းကလေးကဉာဏ်ပညာရှိသိတယ်ဒီကောင်းဘက်ကိုချိန်ဝင်ညာပိုးခြင်းနဲ့မလားဟိုကောင်ကနေတယ်လားမေးတယ်ကိုမြင့်မောင်များမတွေ့ဘူးလားကိုသက်ထွန်းရဲ့မတွေ့ပါဘူးများကျွန်တော်အဖြစ်ကျွန်တော်နဲ့လွဲအောင်အချိန်လွှဲပြီးတော့လာနေသလားလို့မလာဘူးရှိအေးဗျာအဲ့လူကလေလာဖို့ကောင်းတာပေါ့ဆရာကြီးအသေးချာမှာခဲ့ကျွန်တော်ဖြစ်တစ်ချိန်လုံးလာခြင်းနဲ့ကြော်နှမ်းမှာပဲနေခြင်းနဲ့ဆရာကြီးမှာခဲ့တဲ့စကားတွေမှာပါတယ်ကြီးစားစကားမပြောအောင်လာပဲလာအဲ့ဒီကောင်ကြီးစားစကားတော့မပြောဘူးဒါမှမဟုတ်လူလည်းကြိုက်ဟိုကောင်ကနည်းနည်းလေးအပြစ်ရောက်အဲ့လူကတော်တော်နေနိုင်တာဆရာကြီးအသေးချာမှာခဲ့တယ်နဲ့မလာဘူးလားဟိုကောင်ထဲကျွန်တော်ဖြစ်ညနေမှလာတာအားမရတနေ့လုံးကြော့နှမ်းမှာပဲနေခြင်းနဲ့ကြီးစားစကားတော့မပြောပါဘူးအဲ့ဒီလိုကောင်အတ္တနောက်ဆုံးတမယပြည့်
မြောက်စလုံးလာဆိုင်ကလေးနဲ့တယောက်ကိုပေးအိစီပေးလိုက်တယောက်ကဘဝဖို့ဖြစ်ရွေးချယ်လိုက်ပြီလက်ထပ်နောက်တယောက်ကမိတ်ဆွေကောင်းဖြစ်ဆက်လက်စောင့်ရှောက်ပါကိုမြင့်မောင်မသွားနိုင်ပါဘူးသူနေတဲ့ရှေ့ကူနေတဲ့အိမ်ကလေးမလေး16နှစ်လောက်ရှိပါတယ်စရောက်ကလေးနဲ့သွားပါအဲ့30မြို့ကြော့ဆိုတဲ့မိန်းကလေးအိမ်ကဒီလိုလိမ့်စာသူ့တဆာလေးတောင်းကြည့်ပါမိန်းကလေးကသွားဟိုကောင်ကတော့နေလေတွေကစောင့်နေကြော့အဲ့လိုမလာဘူးမလားစောစောပေးလိုက်လေပြီးရောကြော့ရင်4 နာရီထိဖေကမှားထားတယ်စောင့်ပါ4 နာရီထိုးကနီးတော့စရောက်ကလေးနဲ့လာပြီကြော့ကမျောနေတာကကိုမြင့်မောင်ချိန်မီတော့ရောက်လာလိမ့်မယ်ရောက်လာရင်ခွန်းလွတ်နိုင်စရာကောင်းတဲ့အကြောင်းပြချက်သူ့မှာရှိလိမ့်ယုံနေအဲ့ဒီအကြောင်းပြချက်ရှိရင်ရွေးမယ်စောင့်လို့စရောက်ကလေးနဲ့လာရှောင်းကိုမြင့်မောင်ကဒီမြည်သောရွာမှာသူတို့အိမ်မှာရှိပါလေရဲ့သူ့အတွက်စာကလေးမမလေးပေးလိမ့်သွားယူကြဆိုလို့လာယူပါတယ်ပြောတယ်ကြည့်လိုက်တော့စရောက်ကလေးကချောချောငယ်သောသူပို့လှတယ်ကြော့နားလေသွားတယ်ဩလက်ဆက်တတ်တော့သူကဒီလိုကိုရပါတယ်ငါဆုံးဖြတ်ချက်ပြတ်သားတာပေါ့အေးရော့ယူသွားပေးလိုက်ပြီဟိုကောင်းကိုနောက်တိတ်ပေးမင်းကလေးအိမ်ကထွက်သွားတယ်နဲ့ဟိုကောင်ဖောက်ဖက်ခုံပြီးရလက်ထက်ကိုမြင့်မောင်တုတ်တက်ယူလာတဲ့စာလေးမမျော်လင့်ရဲတော်လဲမဝင်မရဲဖတ်ကြည့်မိတ်ဆွေကောင်းဖြစ်စောင့်ရှောက်ပါမျက်ရည်ပေါက်ကြဟိုးကျွန်တော်အဲ့ဒီဝတ္ထုဖတ်တော့16နှစ်သားလွမ်းလိုက်တာဘယ်လိုလွမ်းမှမသိအဲ့ကိုမြင့်မောင်ကိုလွမ်းတာချစ်တယ်လှတယ်ဆိုတာဘာလဲမိန်းကလေးတွေကိုပြောချင်အဲ့ဒီကိုမြင့်မောင်ပါမှာအမာရွကြီးနေဗျဂျိုင်းတောက်ကြီးနဲ့ကျွန်တော်သာမိမချောလေးဖြစ်ကြည့်အဲ့ဒီကိုမြင့်မောင်ပါကိုသွားနမ်းမယ်နမ်းချစ်တယ်ကိုမြင့်မောင်ရဲ့နမ်းဟိုကောင်သားဖြူလူပုံချောအပြောကတွတ်မှာပေါ့လူလဲအဲ့ဒီကောင်ကျွန်တော်မချစ်ဘူးမင်းမိုးပြောင်လာမချစ်ဘူးမင်းစိတ်ရဲမကောင်းကျွန်တော်ဆက်ရှင်းနှစ်သားကိုအဲ့ဒီစာရေးဆရာထည့်ပေးတာဗျရသစာပြီးထည့်ပေးတယ်ကျွန်တော်အဲ့ဒီတော့ဝိတ်မာတွေဗျကျွန်တော်အရက်ရှည်အောင်လို့တော့အရက်ကရှည်လာဘော်ရီရမထွက်တော့ဝိတ်ပြန်မာညနေဝိတ်ခမ်းသွားတယ်အဲ့ဒီနေ့ကကျွန်တော်မမနိုင်ဝိတ်မမနိုင်အားကိုမရှိကိုမြင့်မောင်လွမ်းလို့နေရာမှာရော့တန်ဝိတ်မာတဲ့တန်ကြောင်ကြီးထောင်ထားတယ်ရော့တန်လို့မမြင်ဘူးကိုမြင့်မောင်ရဲ့ဂျိုင်းတောက်ကြီးလို့မြင်တယ်ဝိတ်ပြားကြီးပေါ်ကအင်္ဂလိပ်စလုံးကြီးတွေကြဲရေးထားတယ်အဲ့ဒါကြီးတွေလှမ်းကြည့်ကိုမြင့်မောင်ပါပေါ်ကအမာရွတ်ကိုမြင်တယ်အားလုံးမြင်သမျှကိုမြင့်မောင်ကိုလွမ်းတယ်ကျွန်တော်3 ရက်တိဝိတ်ခမ်းကိုသွားတယ်ထိုင်းပြန်လာခဲ့တယ်ကိုမြင့်မောင်လွမ်း3 ရက်တိပြည့်တဲ့နေ့မှာကျွန်တော်ဆုံးဖြတ်ချက်ဆန္ဒ2 ခုကြာငါကြည့်ရင်ကိုမြင့်မောင်လို့စိတ်ကောင်းနှလုံးကောင်းရှိတဲ့လူကောင်းတယောက်ဖြစ်ချင်လိုက်တာကွာအကြီးပြဒီထဲမှာစာကလေးပင်လေးစရေးနေလို့ငါနှုံတနေ့စာရေးဆရာဖြစ်အဲ့ဒီဂျာနယ်ကျော်ဦးချစ်မောင်ရေးတဲ့သူ့လိုဝတ္ထုမျိုးတစ်ပုဒ်လောက်ရေးနိုင်ခြင်းလိုက်တာကွာမရေးနိုင်သေတော့မသေရင်သေးဘူးကွာအဲ့လိုနည်းနဲ့ကျွန်တော်10 ရန်အောင်ပြီဆိုပါစို့10 ရန်အောင်ပြီးတော့တက္ကသိုလ်တက်တော့ခုနလိုပါပဲလူကအရက်ကမြင့်တယ်ကြမ်းပါတယ်ကြမ်းခိုင်းတယ်ဗောလီဘောလေရွေးစင်ဘောလုံးလေရွေးစင်စာလဲကျွန်တော်တော်တယ်ဘာလို့တော်တော့ဆိုစာတွေအများကြီးဖတ်တာပဲဗျာတက္ကသိုလ်စာဆိုတာသေးလေးပါပဲပြင်စာတွေအများကြီးဖတ်တာတဲ့ကောင်ကတက္ကသိုလ်မှာစာကြီးတိုက်ကြီးရှိတယ်ဗျာမန္တလေးတက္ကသိုလ်ရဇဟောရဲ့အောက်ထပ်ကြီးအဲ့ဒါကြီးကကျွန်တော်အိမ်ဖြစ်သွားတာပဲဗျာစာကြီးတိုက်မှုကလည်းကျွန်တော်
ဆရာဖြစ်သွားတာမင်းဒါဖတ်ပြီးပြီလားဒါမဖတ်သေးဘူးလားဒါကိုလည်းဖတ်အောင်ကွာဒါဖတ်ရင်ဒါလည်းသိဖို့လိုတယ်ကွာပေးလိုက်တော့ဗျာကျွန်တော်မှဖတ်လိုက်ရတယ်စာရီညနေကြရင်မြအာကစားမှုကဘောလုံးကွင်းထဲမှာဆိုလည်းကောင်းဗော်လီဘောကွင်းထဲမှာဆိုလည်းကောင်းမင်းကိုမြင်ရမှဖြစ်မှာညနေကွင်းတစ်ကွင်းမှာမင်းရောက်နေမရောက်ရင် trust တွေကုန်ပြန်သိမ့်မယ်အဲ့တော့ trust ကရှားတယ်နှမျောတယ်သိမ့်မှာအဲ့တော့ကျွန်တော်မှကောင်းတဲ့ထဲကမကောင်းတာပါတော့ကြီးစားထားလို့မရဘူးကြီးစားထားရင်ညနေပါလာသွားချစ်သူအတွက်ချိန်ပေးရမပေးနိုင်တော့ဗော်လီဘောရိုက်လိုက်ဘောလုံးကန်လိုက်စာကြည့်လိုက်သွားလိုက်အဲ့မှာကျွန်တော်ကောင်မလေးတယောက်တွေ့ထားတယ်ဗျတက်ကလူရောက်စားတွေကတွေ့တယ်သူကလှပါသူကလှတာတွေပို့ပြီးတော့ရင်ပါတယ်ရင်နာတဲ့ပို့ပြီးတော့ရှက်တတ်တယ်အရန်ရှက်တတ်တာပဲကျွန်တော်ကလည်းကိုယ်တိုင်ကတော့ပြန်ကွဲပါဒါကြောင့်မလို့ထင်တာပါပဲရှက်တတ်တဲ့မိန်းကလေးကိုမှုသဘောကျတယ်ဟိုမိန်းကလေးအလှရှက်ရွံ့မှုလေးပါမှပြည့်စုံတယ်ရွှေဖလားကိုအနာကွတ်တင့်တယ်မရှက်တတ်ဘူးမလေးလှပါရဲ့ပြန်ကိုကွဲလို့ကြောက်တယ်သူမချစ်ရဲ့အဲ့မိန်းကလေးကရှက်တတ်လိုက်တာဘလောက်မြန်ရှက်တတ်သတုံးလမ်းလျှောက်ရင်စားစုံးနဲ့ညီတယ်လှုပ်လေဒီကကြီးနဲ့ရွှေဘိုးဒီအသာတွန့်တယ်လို့လွန့်ငါသွားဟောမှတ်ရလို့ပြောလိုက်ဦးမုံရွာသူသူသိရှက်တတ်တာပဲအဲ့ဒါလေးကိုသဘောကျဘလောက်ရှက်တတ်တော့တက်ကစိုးသက်တန်းလေးနဲ့မှနှက်ခါမှောက်လဲတယ်လဲမှာပေါ့သူ class ကူးလို့ရှိရင်စောင့်ကြည့်နေတဲ့ကောင်တွေအများကြီးခုနလိုစောက်ကလေးတွေကျွန်တော်တို့ခက်ကခုလိုအိတ်တွေပါမရှိဘူးဗျမိန်းကလေးတွေစောက်ကလေးလိုပိုက်ပြီးတော့သွားအဲ့ဒါစတိုင်တွေသိလာတာခုလည်းပြန်ပိုက်ရင်ပိုက်ကြည့်ကြအဲ့ဒါကိုစောင့်ကြည့်တော့လာပြီအများကြီးခြိလန်းမုံကိုကြည့်တော့ကြည်မှန်းသိတော့သူခမညာရှက်တာပေါ့ရှက်တော့သူ့ချောင်းနဲ့သူတိုက်လဲအဲ့လိုလဲတယ်ကြားတိုင်းကျွန်တော်ကစိတ်မကောင်းတနားကိုယ်နဲ့လည်းဘာမှမဆိုင်ပါဘူးဒုတိယနေ့ကျတော့ကျွန်တော်ဘောလုံးကန်ရင်းနဲ့ဒူးပြုတ်သွားပါလေအရွတ်ကွဲထွက်သွားပြန်ကု45ရက်ပြည့်ဗော်လီဘောပြန်ရိုက်ထပ်ကွဲသွားဆေးရုံပြန်ရောက်ဆံဝကုတတိယချိန်ပြန်ကွဲတော့ဆံဝပြောတယ်နောက်တစ်ခါလာရင်ဒူးကောင်းဖြတ်ပြင်းမယ်ကျွန်တော်မကစားတော့ပါဘူးဘောလုံးလက်ရွေးစဉ်ဗော်လီဘောလက်ရွေးစဉ်အော်တိုပြုတ်သွားဟိုးဆိုးရအကောင်းကဟန်ကြပြန်ပြီကြီးစားထားလို့ရပြီကျွန်တော်မင်းကလေးနဲ့တွဲတဲ့ကောင်မလေးတွေကိုမေးသူပြောပေးစမ်းပါမလေးရှက်လို့တောင်သေသွားအောင်မယ်ပြောခိုင်းလို့မရဘူးဒါနဲ့ကျွန်တော်သူနဲ့တခန်းနဲ့နေတဲ့ကောင်မလေးကိုမှတ်မထင်မင်းနင့်ခန်းနံပါတ်ဘယ်လောက်တုံး1 2 3မှတ်လို့လွယ်တာနော်1 2 3သိပြီသူခန်းအဲ့ဒါဆိုသူခန်းလဲအဲ့ဒါနောက်တနေ့ကစာ1 2 3ကိုကျွန်တော်စာရေးရတယ်ကျွန်တော်နေတာရွှေပြေးဆောင်ဒီဘက်ကသစ္စာဆောင်ကြားထဲမှာစာတိုက်ရှိတယ်ကျွန်တော်စာရေးပြီးတော့စာတိုက်ကိုသွားထက်စာတိုက်ကလူတွေကသစ္စာဆောင်ဖို့3ရက်ကြာတယ်စာတိုက်ထုံးစံမယ်လမ်းခေါ်ရင်ကြားတယ်ကျွန်တော်စောင့်ရတယ်တစ်ပတ်ပြည့်ကျွန်တော်တို့စာဝေပုံကအခန်းတကားကနေအောက်ကိုထိုးပစ်ခဲ့ကျွန်တော်တို့ကြောင်းစင်းလို့သွားရင်တကားဖွင့်လိုက်တဲ့နဲ့ဝေထားတဲ့စာတွေတက်နင်းတာပဲကျွန်တော်တကားဖွင့်တေးသေးချာချာကြည့်သူ့စာကလေးများထိုးထည့်ထားမလားလို့မတော်တဆတက်နေပြီတစ်သက်လုံးဝန်းနေနေရအနုစိတ်တယ်နော်အနုစိတ်မလာပါဘူး6ဆောင်ကြတော့တနည်းအဲ့လို
တကားကိုရိုးသေးဖွင့်တွေးပြီဟာကြည့်လိုက်တယ်ဟုတ်လောက်တယ်ဘာလို့လဲတစ်စိတ်တုံးကတက်ကစိုးတူတက်ကစိုးထူထားတယ်သူပဲပျော်လိုက်တာဗျာဝန်သာအာရဖောက်ဖက်တယ်တချောင်းနဲ့ပဲအရေးအတွက်အိစ္ဆာမရှိပါဘူးအရေးချင်းရေးကြည့်ပါကြည့်လိုက်တယ်လုံးဝမဖြစ်နိုင်ပါဘူးရှင်ဩယုံစာရေးတာကြလို့လုံးဝပါသေးမဖြစ်နိုင်ပါဘူးရှင်ဆိုတော်ရောပေါ့ကျွန်တော်အဲ့တော့လက်ကစိုးလူရေးချုံမြဘယ်လျှော့မလဲထက်ရေးနောက်ထပ်6ဆောင်ရေးတော့တကားဖွင့်မှာစာတစ်ဆောင်တွေ့ပြန်ပြီဆွဲဖောက်လိုက်တယ်6ကြောင်းဒါတော့ဟုတ်ပြီတိုးတက်ပြီအဲ့ဒါလေးကိုကျွန်တော်ဖတ်တယ်ရှင်းတဲ့သိဇွဲကောင်းတာပဲရှင်းရဲ့ကြိုးစားမှုကိုကျွန်မလေးလေးစားစားတန်ဖိုးထားပါလေဒါကြောင့်မို့လို့ရှင်းကိုပြန်ချက်နိုင်ဖို့ကျွန်မကြိုးစားပါလေဒါပေမဲ့ကျွန်မနှလုံးသားကရှင်နဲ့ပတ်သက်လို့လုံးဝမလှုပ်ရှားပါဘူးရှင်ဒီမှာလည်းလုံးဝပါသေးပို့ဆိုးတာပေါ့ဗျာနှလုံးသားမလှုပ်ရှားဘူးဆိုတော့သေးပြီဟုတ်တော့ဗျာကျွန်တော်မလျှော့ပါဘူးတင်ရင်ကြိုးစားပါနောက်တော့ကြောင်းတိုက်ဆိုင်မှုလေးတစ်ခုလည်းရှိပါတယ်သူမသိတဲ့နှလုံးသားကိုနိုးကြားစေတဲ့အကြောင်းလေးတစ်ခုရှိတော့ကျွန်တော်စာလေးတစ်စောင်ပြန်လိုက်ပါရှင်လိုချင်တဲ့ဖြေပေးလိုက်ပါပြီပေးလိုက်ပါအောက်ကဆက်ပါတယ်သို့တော့ကျွန်မရှက်တယ်ဘယ်သူကမှမပြောပါနဲ့တယောက်မှရှင်းတဲ့ငယ်ချင်းတွေလည်းမပြောပါနဲ့ကျွန်မနဲ့အเจ้าမှတွေ့ရင်လည်းလုံးဝနှုတ်မဆက်ပါနဲ့ခေါ်လည်းမခေါ်ပါနဲ့ပြောလည်းမပြောပါနဲ့ဒီတိုင်းပဲမသိတယ်လို့နေပါညနေပါလာဖို့လည်းလုံးဝစိတ်မကူးပါနဲ့အဲ့ဒါကြီးကိုဖတ်ပြီးတော့ပျော်လဲပျော်တယ်မောလဲမောတယ်ကျွန်တော်လည်းအတူတူခန်းနေပဲတငယ်ကြီးညကြကျွန်တော်စာရေးဟဲ့လုံးမနေနဲ့မသိတော့ရမှာမဟုတ်ဘူးဒါတော့ရှက်တတ်တာအဲ့နေညာအဲ့လိုလာပြောကျွန်တော်ဒီကောင်ပြန်ပြောခြင်းရပြီရနေပြီမင်းမသိလို့ပြောတာတော့ကြွားခြင်းနဲ့ဗျာ तू ကမပြောရဘူးဆိုတော့မပြောရဘူးဒါပေမဲ့အဲ့ဒီမပြောရတာကြီးလည်းပျော်တယ်ဗျာကျွန်တော်ကိုယ်ရင်ထဲမှာရိတ်ပြောနေရတာပေါ့ဒီတိုင်းပဲနေရပါတယ်နှုတ်လည်းမဆက်ရပါဘူးဘယ်လိုကြီးမှလည်းမသိပါဘူးနောက်ဆုံးနေ့ရောက်တဲ့ခါကျတော့နောက်ဆုံးနေ့ရောက်ငါတို့ခွဲခွာရတော့မယ်သူများချက်သူတွေလို့တွေ့ကြမှာလေတွေ့ခွင့်ပေးပါဒါလေးပြောနေအကြောင်းရှိတယ်နော်ဒါတို့သမီးတို့အကြောင်းရှိတယ်သက်ကြီးမှငယ်ငယ်ကလေးကလားတွေပြန်ပြောကြလို့မဟုတ်ဘူးတိတ်ကိုအရေးကြီးတဲ့အကြောင်းရှိတယ်ဗလန်တိုင်းဒေးချစ်သူများနေ့အချစ်ဆိုတာဘာလို့ဆိုတာပြောချင်တယ်ဒီနေ့ယမတ်တဏှာတွေကိုအချစ်ထင်နေကြတယ်အဲ့ယမတ်တဏှာတွေတဏှာကိစ္စယမတ်ကိစ္စပြီးတာနဲ့ဘာမှမကြံတော့ကြံဖုတ်ဖက်ခါထားပါအချစ်နှလုံးသားထဲမှာကြံတယ်မြဲတယ်ဆွဲတယ်ခိုင်မာတယ်မျက်နှိုးတယ်တသက်တာဘဝဖော်ကောင်းနေဖြစ်တယ်သိကြီးကျယ်အဲ့ဒီယတ္တသင်္ခါရအရေးကြီးဆုံးအဲ့ဒီအချစ်ကိုသေးသေးသိမ့်သိမ့်မမှတ်ယူသင်ဘူးလို့ပြောချင်တယ်ဒီတော့ကျွန်တော်သူ့ကိုခွင့်တောင်းတယ်တနေ့လောက်တွေ့ချင်ပါလေစာလေးပြန်လာတယ်ဒီခါတနေ့နေ့မနေ့9 နာရီသစ္စာဆောင်နောက်ဖက်ပောက်ကလာဆောင်မှာဘယ်သူမှမတွေ့ခင်တက်ကတူတွေကထွက်ကြမယ်ရှက်လို့ရတယ်ကျွန်တော်အဲ့ဒီမနေ့က3 နာရီရေထချိုးနေပါလေအေးမိသေးရင်လည်းသေပါသေးတော့4 နာရီဆင်းသင့်ဖြစ်ပြီသွားပြီ4 နာရီခွဲသစ္စာဆောင်နောက်ဘက်ကပေါက်ရောက်ပြီအုတ်ခုံလေးထိုင်ကဘာဦးလူတို့နေနဲ့လာကိုမျောတာတဲ့ကြီးကျယ်ပါလေချက်သူကိုမျော9 နာရီတိထွက်လာတယ်ဟိုးလှလိုက်တာကြည်နူးလိုက်တာနှမ်းကြည့်လာပြီကိုစီလာတာပဲသူကတော့ကျွန်တော်လုံးဝမကြည့်ပါသူလမ်းသူကြည့်ပြီးတော့လာနေတယ်မကြည့်ချင်နေပါစေ
လာနေပြီးရောကျွန်တော်လည်းမထပါငုတ်တုတ်ကလေးထိုင်နေကျွန်တော်နားရောက်ပြီးစောင့်နေတာကြာပြီလားမေးပါသူနဲ့မပတ်သက်တယ်လို့ပါပဲကျွန်တော်ရှိတဲ့ရောက်ပြီးမရက်ဘူးဆက်သွားတယ်သွားပေါ့ကျွန်တော်သိတာပဲကျွန်တော်မတ်တထပြီးတော့သူဘေးနာလိုက်ပါပခုံးချင်းမထိရပါမထိပါထိဖို့မလိုပါဘူးမထိချင်နေပါစေဘေးချင်းရှင်သွားနေရကောင်းလိုက်တယ်ကြည်နူးအချစ်ဆိုတာအဲ့ဒါနူးညက်တယ်သိမ်မွေ့တယ်ထိမှမဟုတ်ဘူးဘေးချင်းရှင်သွားညင်လဲတစ်စင်းစောကြီးရောက်လမ်းခေါ်ညင်လဲပေါ်တက်ဘယ်သူမှမတွေ့သေးဘူးကျွန်တော်တို့နဲ့ညင်လဲပေါ်ရောက်သူဟိုဘက်ခုံထိုင်တယ်ကျွန်တော်လူလဲလောက်ပြီးသူခုံသွားမထိုင်ပါဘူးသူနဲ့မျက်နှာချင်းဆိုင်ခုံထိုင်ပါတယ်သူရှက်တတ်တယ်လေနားလေပြီးညင်လဲတစ်စင်းနဲ့စီးနေရမှာတော့ဘာလို့သေးဘူးတခုံနဲ့မထိုင်ရလေကိစ္စမရှိသူကျွန်တော်ဘာမှလည်းပြောပါကျွန်တော်လည်းဘာမှမပြောပါကျွန်တော်တို့ညောက်ကဘာတွေမှလည်းမသိပါဘူးညင်လဲသမားကြီးကိုပြောတယ်ဘုရားကြီးနောက်မဟုတ်ဘူးမောင်းညင်လဲသမားကမြင်းကိုစကြိုးဆွဲရတဲ့သေရပြားနှစ်ပြားကိုစုံဆောင်ဆွဲပြီးရိုက်လိုက်ပြောင်းမြင်းမလေးကပြေးတာခွက်ကဘာပေါ်မှာအသားရဆုံးဂီတပဲ pop music ပဲတာယာလိုက်တာမြင်းလဲသမားကကြာပုတ်ကိုဝိတ်ရမ်းပြီးတော့မြင်းကိုရွှမ်းကနေမောင်းကျွန်တော်လှမ်းကြည့်ကဘာပေါ်မှာအလှဆုံးအကကောင်းသိလှတာပဲဒီကြာပုတ်ရမ်းနေကျွန်တော်မျက်စီထဲမှာကုန်းလှဓမ္မပင်နဲ့နေလှလေကလေးတိုက်နေတာအေးကောင်းဖျားကြီးနောက်မှုရောက်ရွှေကျက်ရက်ကိုဖျားကိုသွားမယ်လူရှင်းသူများပြောတယ်ကြားဘူးလို့မရောက်ဘူးပါအဲ့ဒါနဲ့စကိုင်းကားကိုစီးရတယ်မနဲ့စောစောဆိုတော့ရှေ့ကန်းကလူမပါဘူးစပယ်ကအတွဲလေးမှန်းပြီးတော့ရှေ့ကန်းတဲ့ဟန်ကြပဲပြေးလို့ရသူရှေ့ရတဲ့ကျွန်တော်နောက်ကတဲ့ထိုင်ညအဲ့ထိလည်းစကားမပြောပါသွားမိန်းကလေးတွေမှာမွေးရပါသူတို့ရည်ချင်းအမှုပညာတွေရှိတယ်ဗျမယုံမရှိနဲ့အဲ့လောက်ရှက်တတ်တဲ့မိန်းကလေးကသူ့ပစံအိတ်ကလေးတွေကတရားလုံးလေးတစ်လုံးထုတ်ပြီးတော့ကျွန်တော်ဘက်ကပေးတယ်မကြည့်ဘူးလူလေးပေးကြည့်စရာမလိုဘူးအဲ့တရားလုံးလေးကျွန်တော်ယူတယ်စကလုံးပေါင်းထောင်တောင်းပြောတာတဲ့တန်ဖိုးရှိဒါလေးစက်ကူခဲဘက်ကလေးမဆုပ်အောင်ခွာတယ်ဆုပ်သွားတော့ဘာဖြစ်လဲမဆုပ်เสียဘူးချစ်သူပထမဦးဆုံးပေးတဲ့တရားလုံးနှုတ်တယ်ဗျာအဲ့ဒီတရားလုံးကိုပါဇက်တဲ့ကဘာပေါ်မှာအဲ့ဒီချို့တာမရှိတော့ချို့ဆုံးပဲခဲဘက်စက်ကူလေးသူမမြင်အောင်အိတ်ထဲထက်တင်ရအောင်မယ်တရားရီတွေညက်ပြီးတော့တင်ရအောင်ဒါတွေဟာအချစ်သင်္ကာရညတ္တတွေပါပဲရွှေကျက်ရောက်တော့ကားပေါ်ကဆင်းသွားကြတယ်နှုတ်ပေါက်ဆိုတော့လက်ပံလေးကပွင့်လိုက်တာတဖြုတ်ဖြုတ်နဲ့ကျွေးဇယက်တန်လေးကညံလို့အဲ့ဒီဇယက်တန်လေးကကြည်တာဗျအရင်တော့ကနားပူတာနားကြီးဆူညံနေတာပဲကွာဇယက်တန်လေးမကြိုက်ရင်ဆူညံနေကြိုက်တော့ဂီတตาရလိုက်တဲ့တန်လေးလက်ပံမွန်ကြီးတွေကတဖြုတ်ဖြုတ်ကျွေးမြေမခတဲ့တပွင့်ကိုလေထဲမှာလိုက်ဖမ်းမိပြီသူ့ကိုသွားပြီးတော့ပေးတယ်ယူတယ်ပန်လို့လည်းမရပါဘူးမရချင်နေပါစေဒါလေးသူကအမျက်တနူးယူတယ်ဆက်သွားရေးစားတယ်ပထမဦးဆုံးချက်သူစီကကြားရတဲ့စကားသုံးလုံးရေးစားတယ်ဟုတ်တာပေါ့ຫນွေရသည်ကြီးချွေးတွေကစိုးလို့ရတယ်ကျွန်တော်ရေးရှားပါတယ်ရေးရှားတယ်ဆိုခက်ခဲမှုပေါ့ဟိုဒီမျက်စိကစားတာကျွန်တော်တို့ညာဒေသရွာဆက်ဝေးရင်ရေအိုးစင်တယ်ရေအိုးစင်ရှိမှာပဲတွေ့ပြီဟိုမှာတက်ကလေးမိုးလေးရေအိုးလေးကစိတ်အေးလို့သူသားပြားလေးဖုံးပေါ်မှာရေမှုတ်ကလေးတင်ထားခွက်မုံရေမှုတ်ကလည်းရေညှိတက်တော့စိတ်ဆိုးအဲ့ဒီခက်က
ရေတံဘူးခင်မဟုတ်ဘူးဘီဘိုးလည်းမသိဘူးစီဘိုးလည်းမသိဘူးဟိုမှာတွေ့ကျွန်တော်သူခေါ်သွားရေမုတ်ကလေးနဲ့ဓမုတ်အပြစ်ခတ်သူပေးပါတယ်နောက်ထပ်မင်းကလေးများရဲ့မွေးရပါအနုပညာတွေ့ရပြန်ပြီအဲ့ဒီရှက်တတ်သောမင်းကလေးကကျွန်တော်ပေးတဲ့ရေဓမုတ်တောက်တယ်တဝက်ပုံအောင်တောက်တယ်တဝက်ခြံထားတယ်ကြံတဲ့တဝက်ကျွန်တော်ပေးတယ်ဒီဘယ်ကတော့သူ့ကိုမယုံရင်သူတောက်ပြီးကြံတဲ့တဝက်တောက်ပါဟာဘယ်ယုံလိမ့်အဲ့ဒီရေတဝက်ကိုအောင်တောက်ရုံနဲ့မကောက်ရေမှုတ်တော့ဝါစားခြင်းသေးတောက်တယ်ကုံတော့ကျွန်တော်လည်းမဝသေးပါဘူးသူလည်းမဝသေးပါဘူးကျွန်တော်သိပါနောက်တစ်မုတ်ထပ်ခတ်ကျွန်တော်တဝက်တောက်ကျန်တဲ့တဝက်သူပြီးကျွန်တော်နောက်လိုက်သူတောက်တယ်သူလည်းမယုံပါဘူးကဘာပေါ်မှာနော်တန်ဖိုးကြီးဆုံးရေနှမုတ်ပါပဲချောကလက်မစ်ရှိတ်ဘာညာသွားစမ်းဘာသာကျွန်တော်တို့ရေနှမုတ်နဲ့မလဲနိုင်အချစ်ရဲ့သင်္ကာရရတ္တရဲ့သင်္ကေတတွေပါပဲအဲ့ဒီဟာတွေကနှလုံးသားမှာတသက်မမေ့ပါသူနဲ့ကျွန်တော်နဲ့အခုဒီနေ့ဗလန်တိုင်းဒေးမှာလူတွေကချောကလက်ပေးတယ်အဲ့ဒီရင်ကျိမှုကိုကျွန်တော်သဘောကျတယ်ချောကလက်ကချိုးတဲ့ထဲမှာခါတာလေးပါစိတ်နာလေးပါစေးထမ်းနေကညိရွေးတဲ့ကောင်တော်လိုက်တာအဲ့ချောကလက်ပေးချစ်သူကိုပေးချောကလက်ကလေးစားတို့တော့သားတို့သမီးတို့တတိပေးပြသူစဉ်သမီးတို့ဒီနေ့ကာလမှာအချစ်တင်ကြတဲ့ချောကလက်တွေမရိုးသားတော့ရုပ်မှာကုန်ပြီအဲ့ဒီချောကလက်ထဲမှာလိန်စိတ်ကြွဈေးတွေထည့်ထားတယ်အဲ့ဒါစားမြင်တော့ငါးပါးမောက်လိန်စိတ်ကြွပြီဆိုပါစို့တဏှာမှာခေါ်သွားမယ်အဲ့ဒီသာတစ်ခုကိုခေါ်သွားမယ်အဲ့ဒီသာတစ်ခုကိစ္စမှာလိန်ကိစ္စတွေဖြည့်ရှင်းကြမယ်ဖြည့်ရှင်းကြလိမ့်ယမက်တဏှာကိစ္စတွေပြီးသွားပြီဘာကြံတော့ဘာမှမကြံဘူးကျွန်တော်တို့ရေနှမုတ်ကအသက်ထက်ဆုံးလွမ်းနေကြံတယ်အဲ့နောက်တော့ရွှေကျက်ရဲ့ရောက်သူကချမ်းသာကျွန်တော်တငယ်ချင်းတယောက်စရင်ကောက်တယ်တလားတီတီပြည့်ပြီးလုံကြီးနဲ့အင်ကြီးမထပ်သေးဘူးကျွန်တော်ကဆင်းရဲတယ်အစိုးနှစ်ထည်ပဲရှိဆန့်ကျင်ဘက်กว่าအဲ့ဒီကသူကကျွန်တော်ပြောတယ်ဒီနေ့ဒီပစိုးဝက်လာမယ်ထင်သားပဲနေတိုင်းသူတွေ့နေတာပဲကျွန်တော်ပြန်ပြောတယ်မထင်စရာပါရှိလေမနေ့ကဟိုပစိုးဆိုတော့ဒီနေ့ဒီပစိုးပေါ့ကွာမိမိဘာတွေကသဘောတူပါမလားကျွန်တော်မေးသူကပြန်ပြောတယ်တူမယ်မထင်ပါဘူးအတော်အားတက်စရာကောင်းပါလေဘယ်လိုဆိုရင်တူမတော့တက္ကသိုလ်မှာဆရာပြန်ဖြစ်ရင်တော့သူပြောလို့ဆင်ပြေမယ်ထင်ပါလေတဲ့ဆရာဆိုတော့နိဗ္ဗာန်နေလက်ထောက်ကတိကနေထပါမောက္ခနော်ပါမောက္ခနောက်ဆုံးကျောင်းဦးကြီးဆိုဘုရားဟန်ကြောင်းဝိုင်းတော်လဲနေကျွန်တော်ကအဲ့လိုစဉ်တက်နိုင်တယ်ဖြစ်ချင်တယ်ဖြစ်ရမယ်ကျွန်တော်တော်တယ်ဗျာစားတော်တယ်တွေ့ကြုံမယ်တော်တယ်အေးစိတ်ချဖြစ်เสียချုံလိုက်ပါမယ်နောက်ဆုံးနှစ်တိုင်း grade 4 grade 5ထွက်တယ်သိတော်တယ်နောက်ဆုံးနှစ်မှာကျွန်တော် grade 3ပါကျွန်တော်တက်ကတူမဟာဝိဇ္ဇာ7တက်မှာစိုးလို့ပါတက်ပြီးရင်တက်ကတူဆရာဖြစ်မှာစိုးလို့ပါလက်တကန်းကလေးကျွန်တော်အတွက်မခုံရပါဘူးမိတဲ့ grade 4ကလွယ်လေးမိတဲ့ grade 4ကမရလိုက်ပါညအထိထွက်ပြီးသားမနဲ့နှက်ဖြံမနဲ့ပါဇက်အောက်ခါနီးမှညအခါမှာပြင်လိုက်ကြတယ်ကျွန်တော်တော်တယ်ထက်တယ်အဲ့ဒီမှာဆရာမဂိုင်းနှကိုင်းကွဲနေတယ်
ဟိုတခိုင်းဘက်ကဒီကောင်ရိုက်ငါတို့ဘက်ကနာမယ်သူတို့ချင်းချင်းရဲ့ကြားမှာညက်ပြီးတော့ကျွန်တော်တက်ကတူရောက်မလာဘူးကြေခွဲလိုက်တာဗျာဝင်နေလိုက်တာဘဝကြီးတစ်ခုလုံးမျောလင်းချက်တောင်းလန်းနေအိုးတဖြုတ်ဖြုတ်နဲ့ပြိုးပြိုးကျသွားတာကုန်ပါပြီဝေဝါဘာမှခွန်အားမရှိတော့ပါဘူးဘဝကို planning တေချာချက်မှတ်ပြီးတော့အကောင်းဆုံးနေအကောင်းဆုံးစ조사ရည်မှန်းချက်ထားသားတို့သမီးတို့ကိုပြောချင်ပါတယ်မင်းတို့ well prepare ဘလောက်လှုပ်လောကမှာဒီလိုတစ်ချက်တည်းဖြတ်ရိုက်ချလိုက်တာမျိုးတွေကြုံရတတ်ပါတယ်ကြုံရတတ်ပါအတိတ်ကံလို့ပြောရင်လည်းရပါတယ်ဆရာကိုတိုင်မှာပြောကြပါတယ်တိုင်ရင်ပါမောက္ခအစဒုက္ခရောက်ပါလိမ့်အဲ့လိုလှုပ်ချင်တဲ့အထဲပါမောက္ခမပါပါဘူးမပါတဲ့ကျွန်တော်ဆရာကြီးကစအရင်ဆုံးဒုက္ခရောက်မလှုပ်တော့ပါအဲ့ဒီမှာသားတို့သမီးတို့ပြောချင်ပါတယ်ကျွန်တော်ချစ်သူနဲ့လည်းဝေးပြီပေါ့တက်ကတူဆရာဖြစ်မှာအစင်းစိတ်မြင့်မှမှုသူမိဘတွေကစဉ်းစားရုံရှိမှာခုတော့စဉ်းစားကြမလို့တော့ထက်တန်းပြတော့မဟုတ်ဘူးကျွန်တော်ရှောက်တော့တိုင်းပညာဝန်ကလူရည်ကြုံဖြစ်တယ်กว่าဆိုပြီးတော့မှဖေဖော်ဝါရီလပညာသင်နှစ်ကုန်ငံနီးမှာကျွန်တော်အလယ်တန်းပြဆရာခိုင်းကျွန်တော်ပြောတာတဏှာယူရှိသေးနောက်ထပ်15မိနစ်လောက်ပေါ့နော်အဲ့တော့ကျွန်တော်ကြောင်မီးဆိုတဲ့ရွာကလေးကိုသွားရမန္တလေးနာကအလေရန်ပြနဲ့သွားရသားတို့သမီးတို့ကိုပြောချင်မှာငါဘွားတော့သွားပါပြီကွာရေစုံမျောပါပြီကွာဘာမှလုံးဖြစ်တော့ပါဘူးကွာလောကကြီးကဘယ်လိုလုပ်လို့ကောင်းအောင်ဘယ်လိုလုပ်ကောင်းအောင်ဘယ်လိုကြိုးစားလကားပဲကွာလောကကြီးကိုစိတ်နာတယ်လူတွေကိုစိတ်နာတယ်ဘဝကိုစိတ်နာတယ်သွားသမ်းမှာကွာလာခဲ့စမ်းအရက်ပလင်းဆွဲထဲ့ကွာတော့အဲ့လိုချိန်မှာမြောက်ပေးမဲ့ကောင်တွေလည်းအများကြီးချစ်တယ်လူနဲ့သိအောင်လုံးမဲ့ကောင်တွေဟဲ့စဉ်းစားမင်းတော့သိအောင်တော့ဘဝပြည့်အောင်တော့ဒုက္ခရောက်အောင်တော့လူပြည့်ရှုံးအောင်တော့အဲ့လိုဒိဗ္ဗေတွေပါပဲမြောက်ပေးပါလိမ့်မယ်မြောက်ပေးကြတော့မလိုပါဘူးကိုကမင်းများပြီတော်တော့ပြီးတော့တားတဲ့ကောင်ရှိတော့မှနေစမ်းပါပေးစမ်းပါသေစမ်းပါစီတလောက်တော့အဲ့လိုလုပ်ပြီးတော့ဘဝလက်မြောက်ရှုံးပြီးသားတို့သမီးတို့သူတင်သားတို့ဘယ်တော့မှမင်းတို့ဘဝကိုရှုံးမပေးနဲ့လောကရန်ကစိန်ခေါ်နေပြီအဲ့ဒါယောက်ျားကောင်းငါဘဝကိုကောင်းစွာတိဆောက်ဆက်ရက်လုံးဝမတော့ပါလာပြီဆက်ဆက်လိုက်ကိုမြင့်မကိုအားကြတဲ့ချစ်တယ်ဆရာဝန်ဖြစ်မှအများကျိုးလုံးနိုင်တယ်လားကွကျောင်းဆရာပိုးတောင်လုံးနိုင်နေတယ်ကွအဲ့ဒီကြွာကလေးကိုချစ်မယ်ကွရွာသူရွာသားတွေကိုချစ်မယ်ကွငါတပည့်ဖြစ်မယ်ကလေးတွေချစ်မယ်ကွငါကောင်းဆုံးလုံးမယ်ကွသွားပြီကျောင်းကလေးဝင်လိုက်တော့တာပုံပေါ်မှာဖေဖော်ဝါရီလတပေါင်းကလက်ပံမွင်ကြီးရဲဝက်စိတ်အားတင်းပြီးကျောင်းကလေးစီသွားရင်လက်ပံမြင်တော့ရေးထဲမှာဒီကောင်လည်းလာလို့လွမ်းတာကျွန်တော်ချက်သူမိန်းကလေးကိုလွမ်းလိုက်တာကျောင်းကလေးသွားကျောင်းထဲဝင်တော့ဆရာလေးတစ်ယောက်ဆရာမလေးနှစ်ယောက်ရှိကျွန်တော်ဒီကျောင်းကိုအလယ်တန်းပြခန့်လိုက်လို့ရောက်လာတာပါဟိုဝန်တာလိုက်တာဆရာရဲ့ဆရာမလေးတစ်ယောက်ကတွတ်တယ်ဝန်တာလိုက်တာကျမတို့မကျောင်းလယ်တန်းကျောင်းအောင်လည်းမရှိဘူးရှင့်မူလာတန်းကျောင်းအောင်ကလည်းပြောင်းသွားပြီရှင့်မာလိမ်မှုမရှိတဲ့သင်္ဘောပါရှင့်ဘာလို့ဘာကံမှမသိပါဘူးရှင့်ဆရာလာတာအားတက်လိုက်တာရှင့်သူတို့ပြောကြသူတို့ပြောနေကျွန်တော်လျှောက်လာတာအဝေးကြီးညောင်းနေဗျာထိုင်နေတဲ့စကားလေးပါလေးထိုင်ပြောရင်ကောင်းမှာသူတို့လည်းမတ်တက်ပဲပြောထိုင်ကုန်လိုက်ကြည့်တဲ့ကြောင်းလုံးတစ်လုံးမှလည်းမတွေ့ဆရာမလေးတယောက်ကအကင်ပါအားနာလိုက်တာဆရာကိုဒီကြောင်းမှာကလထိုင်ပေးဖို့
တလုံးမှမရှိဘူးရှင့်ဟောဆရာမတို့ကဘယ်မှာထိုင်တို့ကျမတို့မထိုင်ပါဘူးရှင့်တနေ့လုံးကြတော့ညောင်းရင်ဘယ်လိုလုပ်မတော့ညောင်းတော့ဒီကလေးတွေစာရေးကုန်မတက်ထိုင်ပါတယ်ရှင့်ဖက်ဖက်စောက်ဒီခကြညာတွန်းပဲဆရာထိုင်ကျောင်းဆရာကျောင်းမှာကျောင်းဆရာဒီမြေကြီးကျောင်းကျောင်းမှာတပည့်တို့စာရေးကုန်မတက်မထိုင်ရလို့ကျွန်တော်သိထားတယ်ဟောမထိုင်တော့ပါဘူးကဲလို့ဆိုရင်တော့ဒီကျောင်းမှာကျွန်တော်ကတာဝန်ခံဖြစ်သွားပြီကျောင်းမှန်ပစ္စည်းစရင်ကောက်ရအောင်ဘာပစ္စည်းတွေရှိလို့ပြောပါဆရာလေးကပြောတယ်ဘာပစ္စည်းမှမရှိပါဘူးအေးလေဒါဆိုတော့လည်းစရင်ရှင်းတာပေါ့စရင်မဆုပ်တော့လမ်းကြည့်တော့ဟိုနားမှာဘီယိုပူလေးရှိတယ်မွဲ66အဲ့ဒီဘီယိုလေးအဲ့ဒါလေးတော့ရှိပါတယ်အဲ့ဒီမှာဘာရှိဘာမှမရှိပါဘူးကျွန်တော်သွားကြည့်တယ်ဖွင့်ကြည့်ရှိတယ်မြေပြူဖို့အခွန်တစ်ခုရှိအဲ့ဒီမြေပြူဖို့ခွန်ထဲမှာအိမ်မြောင်ဥလောက်ရှိတယ်မြေပြူကလေး၄လုံးရှိတယ်ကျွန်တော်သိတာမြေပြူကအချောင်းအဲ့ဒီကြောင်းမှာအလုံးဒါလေးတွေကဘာလို့ပို့ထားတာတော့ဆာမလေးတယောက်ကဖြေးတယ်မရေးမဖြစ်ရေးဖို့လို့ရင်ရေးအောင်သိမ်းထားတာအဲ့ဒီကြောင်းဘလောက်ချမ်းသာအဖြစ်ဒက်စတာရှိလားရေးမှမရေးပဲနဲ့ဖြတ်เสียမလိုပါဘူးဟောသူကနဲ့သူတော့ရှင်းလို့ကျောင်းပဲချိန်တက်တော့ကျမတို့မန်းလေးရလာတာရောက်တဲ့ချိန်တက်တာပါပဲကျောင်းပဲချိန်ဆင်းတော့ညနေပြန်နေတဲ့ချိန်ဆင်းလိုက်တာပါပဲဟောဒါတော့အဲ့လိုမလုပ်ပါနဲ့နှစ်ဖြန်ငါစ9နိုင်တက်အောင်3နိုင်ဆင်းအောင်ကျွန်တော်စိတ်မကောင်းတာကကလေးတွေလှမ်းကြည့်တော့ဆက်ဖွဲပြာတွေပေါ်မှာထိုင်နေတယ်ရှေ့စာရေးကုံကလေးတစ်ပေလောက်မြင့်နေသူတို့ចောင်းစိမ့်နေအကုန်လုံးចောင်းပြာဖြစ်နေပြီအင်ကြီးလေးတွေပါတက်ပြာနေပြီခေါင်းပေါ်မှာလည်းပြာလို့ဖွဲနေတယ်ဒါကတော့ကလေးတွေတော့မဖြစ်သင့်ပါဘူးကျွန်တော်တပတ်ပြည့်တော့တနင်္ဂနွေနေ့ကလေးတွေကိုမိဘတွေဖိတ်ခိုင်းမိဘတွေလာပါတယ်ကျွန်တော်ပြောပါဒီကြောင်းရောက်တော့ရှားထိုင်ကြကလထိုင်တလုံးမှမရှိပါဘူးမရှိချင်နေပါစေအဲ့ဒါကိုကျွန်တော်မပြောလို့ပါကလေးတွေဆက်ဖွဲပြတဲ့မှာနေရကျွန်တော်လိုက်လှူခံတယ်ကျွန်တော်နီးကျွန်တော်နဲ့ကျွန်တော်ဇာတိစင်ငယ်မျိုးကိုသွားလှူခံတာ340ရတယ်ရွှေတကြသား200ခက်ကပသိမ်ကြီးကျောင်းကိုကျွန်တော်သွားလှူခံတာအဲ့ဒီက290ရတယ်လက်သမားနဲ့ပြန်ခေါ်တတ်တာ9500ကုန်အုတ်ခင်းမယ်ထိုင်ကုန်နဲ့စာရေးကုန်ကလေးတွေအတွက်လှူချင်ကလထိုင်မလုပ်ပါမိဘတွေတအုပ်လီ30လှူပါပြောတယ်မိဘတယောက်ကမတ်တထားဟုတ်ကဲ့မရှိပါခင်ဗျမလှူနိုင်ဘူးဗျပြတ်သားစားပါ30များရင်9ချက်2ခါခွဲလှူပါနော်9ချက်2ခါလည်းမလှူနိုင်ဘူး3ချက်2ခါ4ချက်1ခါ3ခါခွဲလှူပါအဲ့လူစိတ်ဆိုးသွားတယ်ဒီမှာကျောင်းဆရာခမရတော်နားဝေးတယ်လူပဲကျုပ်ပြောတာလုံးဝမလှူနိုင်ဘူးပြောတာဗျအစိုးရလယ်ရန်ကျောင်းဖွင့်တာသူပေးပေါ့ဗျသူတို့ဘာလို့ပေးရဟောကျွန်တော်ဘေးနာဆရာလေးကဝုန်းကနေထားမလို့သူလက်ကလေးဆွဲထားထိုင်မှာဟုတ်ပါတယ်လို့ကျွန်တော်ဒီအစီရင်ခံစာရေးတင်ပြီးပါတယ်ပို့မှာပါသို့သောတနိုင်ငံလုံးမှာဆိုရဒီလိုကျောင်းမျိုးတွေဘယ်လောက်ရှိကျွန်တော်တို့ကျောင်းလည်းပဲတော့အဲ့ဒါဆိုရင်တော့ကလေးတွေကဒီတိုင်းတပတ်တောင်မနေသင့်ဘူးကြောင်းမလို့ပါဗျာအဲ့လိုပြောတော့ဘုရားကတယောက်ကမတ်တထားဒီမှာကျောင်းဆရာသူတို့ဆရာလို့မခေါ်ဘူးဗျဆရာလို့ခေါ်နားတယ်ထင်လို့သူတို့ဆရာမဟုတ်ဘူးလေဒီမှာကျောင်းဆရာဆိုင်ကားဆရာညင်လဲဆရာတူတူပဲခင်ဗျားလောက်ရတာလေမတန်ပါဘူးဗျခင်ဗျားသားသမီးတွေတယောက်မှမကျန်ဟိုသွားလူခံလိုက်ဒီသွားလူခံလိုက်အခုလိုမိဘတွေခေါ်ပြောတယ်လက်မဲမဲရင်ပြောတဲ့ကောင်ပြောသေးလုံမနေနဲ့ဗျဆရာရေးတယ်ကျွန်တော်လူမယ်ဗျ9000လက်ခုပ်တွေဝိုင်းတီးကြတယ်နာမည်လေးမရှိပါဘူးသေးတာဦးသေးတာသူကမထိုင်သေးဘူးမတည့်ရမဟာသဘောခမည်းကျုပ်တဲ့ချမ်းသာခမည်းလည်း9000လူလိုက်ဗျလူတွေလက်ခုပ်တီးတယ်မဟာသဘောဆိုဟိန္ဒူကလာကြီးနိုးစီချက်ယုံပိုင်တယ်နွားတွေမွေးဒိုဒီဝတ်နဲ့မတ်တထကျွန်တော်သူ့ welcome လုပ်ကြည့်ကလာကြီးကပြောတယ်ဟ
အောင်သေးတာမင်းလှူခြင်းမင်းမသာမင်းလှူပေါ့ကွာဘာကိစ္စမင်းကမင်းနဲ့ခွဲတန်းတူတူလာပြက်မလှူဘူးကွာမင်းပြောလို့ကိုမလှူဘူးငါဘာသာငါစဉ်းစားနေကွာ9000လှူမလို့ခုမင်းပြောလို့မလှူတော့ကွာဟာဒီကလိုက်ရရင်ထားဘယ်တော့ကောင်းမလို့နားတာကလိုက်ရမထိုင်သေးဘူးမင်းပြောလို့9000မလှူဘူးပြောတာကွာကျောင်းဆရာရေးလိုက်စမ်း1000လက်ခုပ်တွေတီးတယ်ကျွန်တော်ကဈေးစစ်တယ်ကျွန်တော်လိုတာ9500ပါနှစ်ယောက်ပေါင်း1000ဆိုရင်ပို့တောင်ပို့ပါသေးတယ်မှာသဘော9000 9000ပဲလှူပါကလိုက်ရစိတ်ဆိုးတယ်ဒီမှာကျောင်းဆရာတယ်ခမရလောက်ကစင်းရဲဖို့ပဲကျပါလာကြုံမွဲတော့နှစ်ပြန်ကဘူးဒီခမ်းကြီးရောင်းစားခမရနဲ့မဆိုင်လူတွေလက်ခုပ်တီးပြန်တယ်ကျွန်တော်ရေးသူတို့ကိုအားကြလို့မတ်တထားတဲ့လူတွေအများကြီး3000 2000 1500 300ပြီးတော့တလုံးရိုးစင်တစ်စင်အစတ်ဒီဖြင့်လူလာဗျာလက်ခုပ်တန်ကြီးညမစဲကျွန်တော်အဆောက်အဦတစ်ခုတောင်ဆောက်ရသေးပြန်လက်သမားတွေအမြန်လို့ကျွန်တော်ကြောင်းကလေးပုတ်ခင်းပြီးပြီဟိုးစာရေးကုန်နဲ့တန်းနဲ့တန်းထီဟန်ကပတ်တီရှင်နေနဲ့9တန်း6တန်း5တန်းတန်းနမဲလေးတွေချိတ်ဟိုးအန်ကြလိုက်တာသို့တော့ဘာပြဿနာတက်ဟိုတော့ကတော့ကျွန်တော်တပည့်တွေကဇီးဒုတ်တွေအမိုက်ခွန်နေတွေ့သမျှပြည့်ဖွဲလေးနဲ့ဖုံးဘာမှမမြင်အောင်ခုတော့မိုက်တွေဒင်းချမ်းလို့ဗျာသားတို့သမီးတို့လူတွေလိုက်မြင်မကောင်းဘူးကွကျွန်တော်ကတပည့်စီးလေးမတ်တက်တပည့်စီးလေးတွေဝယ်တန်းတစ်ချောင်းထောင်ပြီးမိုက်လဲကြကွလဲမှန်လဲကျွန်တော်နောက်ဆုံးမနေနိုင်3ရက်လောက်နေတော့သူတို့လူဆုံးအောင်9နိုင်လောက်ထီအောင်စောက်9နိုင်ထိုးကနီးတော့ကျွန်တော်အကြောင်းစောကြီးရောက်တာပါကျွန်တော်အကြောင်းမှာဒလဝန်လည်းမရှိပါဘူးပြတာလည်းမရှိပါဘူးစည်ရေးလည်းမရှိပါဘူးအကုန်လုံးကျွန်တော်တယောက်ထဲပါကောင်းတယ်အလုပ်တွေကုန်ကျွန်တော်အညောင်လုပ်ရတယ်လုပ်အလုပ်တွေများလေကောင်းလေကောင်းကိုမဖော်နိုင်လေကောင်းမလွမ်းတော့အားရင်လွမ်းလို့မလွမ်းရရင်ပြီးရညက်ကြလူကြီးတွေနဲ့ဆွေးနွေးအိတ်ခါနီးမှကျွန်တော်ဖိုးဖွားအိမ်မှာကျွန်တော်အိမ်ရလေးပြန်အိတ်ဒါတော့အိတ်မပြောခင်တအားလွမ်းတနေ့လုံးပန်းတော့ကြာမလွမ်းလဲအောင်အိတ်ပြောသွားအဲ့တော့ကျွန်တော်เจ้าကိုစောကြီးရောက်မလုပ်ဘူးကျွန်တော်9နိုင်ထိုးကနေဒီကောင်နေစုံပြီးစုံမှ9တန်းကတပြက်စီကိုယူတယ်9တန်းနဲ့မိုက်တယ်လဲလာလက်ပိုက်ကြည့်နေကြတယ်ပေးဆရာကျမလှဲမယ်ကျွန်တော်လှဲမယ်တောင်းဝိုင်းကြည့်လဲ9တန်းကမိုက်ကုန်လဲပြီးတော့6တန်းကောင်နေလာဆောက်ဆရာကျွန်တော်တို့ခန်းလာမယ်သိပါတယ်ခုလာပါ9တန်းလဲပြီးကျွန်တော်6တန်းကိုလဲလက်ပိုက်ကြည့်ကောင်းတယ်ကြည့်ကောင်း6တန်းပြီးကနေတော့9တန်းကောင်နေလာပြီဆရာ9တန်းအေးပါသိပါတယ်9တန်းလဲနောက်တနေ့လဲကျွန်တော်အဲ့လိုပဲလဲဒီကောင်နေလိုက်ကြည့်ကျွန်တော်တပည့်လေးတွေဘယ်လောက်များချစ်ဖို့ကောင်းတယ်လေ3ရက်မြောက်နေ့မှာတပည့်စီးတစ်ချောင်းကိုလူတယောက်ကင်ထားတာကြစ်ပါအောင်ဆုပ်တာအစောကြီးလာဥထားတာသူကလည်းမလဲဆရာမလာသေးလို့ဆရာမြင်စိတ်ခြင်းနဲ့မြင်စိတ်ဆရာမြင်မှလဲကျန်တဲ့ကောင်တွေကတပည့်စီးလာတော့မရအောင်ပြီကျွန်တော်လည်းရောက်ပြီလှမ်းကြည့်တော့ဒီကောင်လဲတော့တာကျောင်းဆရာဘယ်တော့လှုပ်ရှုပ်ကလေးတို့ကိုချီးမွမ်းမှုမပြတ်ကွက်ပါနဲ့ဒီနေ့တပည့်ဆရာမလဲရဘူးလားကွာလဲရမင်းလဲမှာလားကွာဟုတ်တယ်လိမ်မာလိုက်တာငါတပည့်ရပခုံးကလေးပုတ်တိတ်နှစ်သက်တာပဲသူနှစ်သက်တယ်နော်ချီးမွမ်းတာသဘောကျ6တန်းကကောင်ကလည်းလှမ်းကြည့်လဲနေပြီအဲ့ဒီကောင်သွားပခုံးပုတ်9တန်းကောင်သွားပခုံးပုတ်လဲကြကလေးတွေချီးမွမ်းရင်လိမ်မာတယ်ကလေးမှုလူကြီးတောင်လိမ်ချီးမွမ်းတာကြိုက်တယ်ကျွန်တော်ချီးမွမ်းတာကြိုက်တယ်ဘယ်သူမှကျွန်တော်မချီးမွမ်းတာကြိုက်ရင်ကျွန်တော်မိမပြောရတယ်ငါလည်းဘယ်သူမှလည်းမချီးမွမ်းကြဘူးမိမဟုတ်ပါရဲ့ငါ့ကိုကြာတော်လိုက်တာနော်ဘာမှမဆိုင်6တိုက်ကြီးပဲ
အဲ့ဒါကြီးဘာမှမဆိုင်ဘူးဆိုပြီးတော့မြန်သဘောမကျဘူးမထင်ကြတယ်ကျွန်တော်ပြုံးလို့သဘောကျလူချီးမွမ်းတာကြိုက်တယ်အနောက်တော့ကျွန်တော်ကစိတ်ကူးရတယ်ဗျအမိုက်ပုံးလေးတွေဝယ်တရန်တပုံလိုက်ချတပည့်တို့မင်းတို့အမိုက်တွေလဲတယ်ဆိုအမိုက်တွေတွေ့ကြချတာကိုကွာဟောဒီပုံလေးတွေထဲကွာလဲတောင်နည်းနည်းပဲချက်မှာပေါ့ကွာထဲလဲတော့လဲတယ်အမိုက်တော့တွေ့ရပြည့်ကျွန်တော်ကနောက်တော့ဒီကောင်ကြီးမြင်တဲ့ချိန်အဲ့ဒီမိုက်တွေလိုက်ကောက်မိုက်ပုံးတွေထဲနေ့တိုင်းကောက်လှမ်းကြည့်3 ရက်မြောက်နေ့မှာဒီကောင်ကြီးလှုပ်ပြန်ကျွန်တော်အကြောင်းနဲ့ဝင်သွားတာနဲ့အမိုက်တစားကိုလူတယောက်ရက်ဆောက်မကောက်ဘူးကောက်ဒီပြန်ကောင်းတယ်လားမလုပ်နဲ့မကောင်းနဲ့သူမိုက်သူမှတ်ပုံတင်ထားတယ်သူမိုက်ကျွန်တော်လာတာမြင်မှလှမ်းကြည့်သေးတယ်ကောက်သွားထက်ငါတပည့်အမိုက်ကောက်နေလားကွာဟုတ်တယ်ဆရာလိမ္မာတယ်ကွာနောက်တော့ကျွန်တော်တပည့်လေးတွေကျွန်တော်မြင်မမြင်အမိုက်ကြီးကောက်ကြပါတယ်ဒီကြောင်းလုံးကိုရှင်းလို့ကျွန်တော်ကြည့်မကြည့်အမိုက်ကြီးလဲကြပါချစ်ဖို့ကောင်းလိုက်တာချစ်ဖို့ကောင်းလိုက်ရွာလေလန်းကိုကျွန်တော်လျှောက်လာရင်အိမ်တဲ့လမ်းអော်အိမ်ကဆရာကြီးကျွန်တော်သက်29နှစ်ပါဗျာလို့ထူပါတယ်နောက်တိမ်ရှိရခေါ်ပြန်ပြီဆရာကြီးဗျာအိမ်เนี่ยလည်းကတ်နေဗျာဆိုင်လောက်ထူတော့မောသွားဆက်တိမ်ကကောင်ဆရာကြီးမထူနားလိုက်ဦးဆက်နေအိမ်ကဆရာကြီးထူ73အိမ်ဟောငါလည်းကလေးတွေခေါ်နေတာမထူပဲနဲ့သွားနေအာနာကိုကောင်းတာဗျာထူလိုက်14အိမ်15အိမ်ဆက်ထူကြောင်ရောက်သွားနေ့လေကြတော့ကလေးအမေနှစ်ယောက်ငိုးကြောင်ရောက်လာဆရာကြီးကမျက်နှာလိုက်တဲ့တော့တလန်းလုံးတော့ထူတယ်တော့တို့ကလေးနှစ်ယောက်ခေါ်တာတော့မထူဘူးတော့ဟောဟုတ်တယ်မောလို့နားလိုက်မိတာပါမနေ့ဖြင့်ငါစမနာတော့ပါဘူးနော်ချစ်စရာကောင်းတယ်နော်အဲ့ဒါကလေးတွေကလောကသေးသေးဖွဲဖွဲမဟုတ်ဘူးအကြီးကျယ်ကြီးတွေဗျလောကအလှတရားတွေနှစ်သက်ဖို့ကောင်းတယ်ကျွန်တော်တပည့်တွေနဲ့ကျွန်တော်နဲ့ချစ်တယ်ဗျာဟိုညနေကျကျွန်တော်ဘောလုံးကန်တပည့်တွေသင်ပေးကျွန်တော်ဘောလုံးသမားတွေဒုပြုတ်ပြီမဲ့သင်နိုင်တာပေါ့တပည့်မာတွေကဆရာကြီးကမတရားဘူးကောင်းလေးတွေတော့ဘောလုံးကန်သင်ပေးတယ်သမီးတို့လည်းကစားသင်ပေးဟုတ်တာပေါ့ထုတ်စီတို့ကွင်းလေးလို့ထုတ်စီတို့မြို့နယ်တိုင်းတွေမှာကျွန်တော်ကောင်းလေးကြည့်ရတာကျွန်တော်သမီးတွေကြည့်ရတာဒီလိုနဲ့ကလေးတွေအိမ်တိုင်းရောက်ခရီးပေါက်ကျွန်တော်တပည့်တွေရှိတဲ့အိမ်တိုင်းကျွန်တော်ရောက်သွားတယ်17ရွာရှိမင်းမြို့တက်တဲ့ကြောက်ချောရွာထင်းခုတ်စားဆင်းရဲတဲ့ရှာကြီးလာတယ်ဟဲ့ပြောကြအမေတယောက်ကငိုရှာကြီးတပည့်ညာကျော်အိမ်မှာငိုနေတဲ့ဆရာကြီးအိမ်ခေါ်ခြင်းနာအိမ်ကမကောင်းလို့အိမ်မဆောက်လို့ငိုနေတယ်ဖေနဲ့မေရန်လုံနေတယ်ဟေးသွားစို့လာခုသွားကျွန်တော်တပည့်လေးမငိုရအောင်လို့လိုက်သွားသူ့အိမ်ရှိရောက်တော့ကျွန်တော်ငိုရမယ်ကိန်းပါပဲအိမ်ထဲဝင်မှု၄ဘက်ထောက်ရတော့မယ်ကံကောင်းတဲ့အိမ်ရှိမှာဆောင်ညမ်းမင်ကလေးဝိုင်းဟိုအရေးကလေးကလည်းကောင်းလိုက်တယ်လေကလေးကအေးလို့ဒီအောက်မှာထိုင်ကြတာပေါ့အိမ်ရှင်ယောက်ျားဝင်းတာသွားတယ်ထွက်ပေါက်ရဟုတ်တာပေါ့ဟာဖြာကလေးယူခင်မဟာမိမဖြာကလေးယူလိုက်ဖြာကလည်း၄တောင်ဆက်မဟုတ်ပါဘူးဒီဟိုကျွန်းမြေပုံနဲ့တောင်တူပါလေအနားတွေစုပ်ပြဲလို့နေရာလေဟာဖြာကောင်းလေးသွားယူစမ်းမှာဟိုဒီဖြာလေးကချောတယ်ချက်ကျွန်တော်ထိုင်မယ်မြန်ထိုင်ရအကောင်းကလည်းမရှိပါဘူးရင်နှွေးချမ်းယူကြည့်ပါဆရာကြီးကိုတက်ရောက်ယောက်ျားလောကကောင်းတယ်မြေခရာဦးကြီးရောက်လက်ဖေးပကံကနှခမ်းပဲ့ကျွေပကံနေပကံကလည်းဟာနှခမ်းကပဲ့လို့ဟိုဈေးတယ်တော်ဘူးမတို့ရင်သွားပြီးအကောင်းငှားစမ်းမှာသူမိမပြန်ပြောတယ်အဲ့ဒါတော်ဘူးမအိမ်ကငှားလာတာပဲတရွာလုံးမှာဒီတလုံးရှိမလို့ရတယ်ပဲ့လို့စီစမ်းမှာဆွဲဆန်းခဲ့မိမကဆန်းလာ10စီမှာ1စီပဲစီထိနေရာလဲဟာဆွဲဆမ်းမှာဆိုမှသွားပြန်ဆန်းကြီးအောင်သူမိမပြန်ပြောတယ်အဲ့ဒါပလင်းထဲမှာရှိတယ်အကုန်လောင်းလာတာပဲရပါတယ်
ကောင်းပါလေကျွန်တော်စားပါကလေးတွေနဲ့မိဘတွေနဲ့ပြောရင်းနဲ့ဘာသိကြရတော့ကျွန်တော်တပည့်လေးတွေမနေ့4 နာရီထင်းကားနဲ့ထားကျောင်းလာရရှာတယ်ပတ်စကားတွေကမတင်ကျင်ဘူးပတ်စံမရဘူးပတ်စကားစဉ်ဥက္ကဋ္ဌကိုကျွန်တော်ခေါ်ပြောပါတယ်မေတ္တာကရတယ်ဆရာသူကားပိုင်ရှင်တွေခေါ်ပြောစေရနာကောင်းတဲ့ကားပိုင်ရှင်ကနှစ်ဖြတ်ငါမနေ့ကစပြီးကျောင်းချိန်7 နာရီကျွန်တော်ကားလို့ကျွန်တော်ဒရိုင်ဘာစပယ်ပြောတာကလေးတွေကိုမညူစွာစရာဘူးကောင်းစွာတင်ပေးရကျွန်တော်တပည့်လေးတွေကျောင်းရောက်တော့ဈေးဆိုင်တန်းမှာတရေအိပ်ရတယ်အဲ့ဒီနေရာစာမအိပ်ရအဲ့လိုနည်းနဲ့ဗျာကျွန်တော်တပည့်တွေကိုကျွန်တော်ချက်လိုက်တယ်ငွေကြိုက်သေးတာတွေများလို့ကျွန်တော်ကျမ်းမာရေးမှုနဲ့တိုင်ပင်ပြီးတော့ရှေးဥဒုနာပြုနေသင်ပေးကလေးတွေကိုကျမ်းမာအောင်နေသင်ပေးဒီရွာကသဘောကျတော့ဟိုဘက်ရွာတွေကလာခေါ်အဲ့ဒီရွာတွေပါလိုက်ပြီးလုပ်ပေးတညနေမိဘ10 ဦးရောက်လာတယ်သူတို့ကလေးတွေအင်္ဂလိပ်စာညံ့ဆရာအင်္ဂလိပ်စာကျူရှင်သင်ပေးပါတယောက်30ပေးမယ်10 ဦးရှိ10 ယောက်ငွေ100ရကျွန်တော်လာက185ကျပ်အဲ့ဒီ100နဲ့ပေါင်းရင်285ကျပ်ရွှေ9 မူသားလိုချင်တယ်လူပြလောဘရှိပါလေအေးသင်ပေးညနေကျကျွန်တော်တို့တွေအားလုံးတန်တန်နဲ့မှဆုလိုက်မင်းတို့စာအင်္ဂလိပ်စာသင်ပေးမယ်ကျူရှင်ပေါ့ကွာမင်းတို့အင်္ဂလိပ်စာညံ့သင်ញင်တဲ့ကောင်လည်းညှိုးထောင်းအကုန်ထောင်းတယ်မသင်ញင်တဲ့ကောင်လည်းတယောက်မှမရှိအဲ့တခုတော့ရှိရနော်ကျူရှင်ကတော့ပေးရမယ်ကွာပြုတ်ကြသွားလက်ညှိုးဆိုတဲ့အတိုင်းတကယ်ညှိုးကြသွားကျွန်တော်လှမ်းကြည့်10 ချောင်းကြံကိုမျက်မှောင်ကိုအားကြတဲ့လူပတ်စံပေးနိုင်တဲ့ကောင်ကြီးတော်ကြမပေးနိုင်တဲ့ကောင်ကြီးလျှော်ကြမင်းလုံးမှာလားကျွန်တော်မင်းတပည့်တို့ဆရာပြောတဲ့ကျူရှင်ကတနေ့ပေးတဲ့စာတနေ့ပြီးအောင်လုပ်ရမယ်လို့ပြောတာကွအဲ့ဒီကျူရှင်ကပေးနိုင်ထောင်ကြကွအကုန်ပြန်ထောင်အားလုံးကိုကျွန်တော်သင်ဟိုကောင်10 ယောက်ကလည်းမပေးတော့ပါဘူးမပေးရင်နေကလေးတွေအကုန်လုံးကိုသင်ပေးတညမိဘတွေနဲ့ကျွန်တော်ဆွေးနွေးနေတော့ညကျင်ကလေးတွေက50 လောက်ရှိတယ်ဗျဖိုးဖွားအိမ်ကိုလာတယ်ပုံပြောရတယ်နှစ်ပုံလောက်ပြောပြီးမှပြန်တယ်ကျွန်တော်လူပြိုပဲဗျအဲ့တုန်းကဒီရွာမှာနေတာပဲပြောနေတာပေါ့ပြီးရင်ကျွန်တော်မိဘတွေနဲ့ရွာရေးကျွန်တော်ကြောင်းကိစ္စဆွေးနွေးအဲ့လိုဆွေးနွေးနေတော့ကလေးတယောက်ရေရွှင်းကြီးတဲ့ကြဘုံကလေးတယောက်ရေရွှင်းနဲ့ကြတယ်မိဘတွေကိုကလေးကိုခေါ်ကြဖိုးကြီးရေဖိုးငယ်ရေအေးမြရေထွေးခင်ရေငါ့ကလေးတွေစုံရဲ့နင်တို့ကလေးတွေကြည့်အောင်ဟဲ့ရှားကြအောင်ဟဲ့ဘယ်သူမှရေရွှင်းနဲ့မစင်ကိုကလေးကိုရှာကျွန်တော်ကတော့အဲ့လက်ဖက်ဆိုင်နေပြေးရေရွှင်းနဲ့ဆင်းရကလေးတယောက်ရကျိုးတွေနဲ့ကလေးရောကျွန်တော်ဆွဲတင်ညကျမကြီးမှုရောက်လာတော့ရှေးဥဒုနာပြုနဲ့ပြုစုကျမကြီးမှုကလည်းကျွန်တော်နဲ့တော့ခင်ပါတယ်။ဘာကြိုးရကြိုးလောက်ကြကလေးမသေးပါဘူး။နောက်နေ့ကျအဲ့ဒီမှာမြောက်တက်ကလာပြီးခြံလှုပ်ရှားနေတဲ့တက်ကြကြီးအထွက်ပေါ့။တက်ကြကြီးဟောင်းတယောက်ကပြောတဲ့စကားတရွာလုံးပြန့်သွားပါတယ်။ကလေးတယောက်ရေရွှင်းနဲ့ကြတယ်ဆိုတော့မိဘတွေကိုကလေးကိုရှားလိုက်ကြတယ်။ဘယ်သူမှရေရွှင်းနဲ့ဆင်းဖို့မရဘူး။ကျောင်းဆရာကရေရွှင်းနဲ့ဆင်းရတယ်ဆရာကတော့ဆင်းရမှာပေါ့တရားလုံးကသူ့ကလေးကြီးကိုအဲ့ဒီစကလုံးလေးလှလိုက်တာကျွန်တော်သဘောကျကိုချီးမွမ်းလို့မဟုတ်ဘူးဆရာဆိုတဲ့ definition ပြတရားလုံးသူ့ကလေးကြီးအဲ့လိုနဲ့ဗျာကျွန်တော်ကလေးတွေကိုချစ်တယ်ကျေးဇူးတင်တယ်ဘာကြောင့်လဲသူတို့ကြောင့်မို့လို့ကျွန်တော်ချစ်သူလွမ်းရတဲ့ဝေဒနာသက်တာတွေသက်တာအများကြီးပါဗျာပြောရင်ကျွန်တော်ချိန်ငဲ့ပြီးထုတ်လိုက်ပါတော့မယ်နောက်တော့ရှာမလေးနှစ်ယောက်ကခွင့်ယူနှစ်ပြန်မလာဘူးခွင့်စာလေးတင်ခဲ့လောက်မနေပါနဲ့ဆရာလည်းကိုချင်းညက်နေတယ်သူတို့ကျွန်တော်မယိုသေးလို့မချက်ပါတယ်သို့တော့ခွင့်စာမတင်သွားကြကျွန်တော်ပြောတာတယောက်လာဆင်းပြကြရှိလို့ပါရှိအောင်လို့ပါဒီเจ้าမျိုးဘယ်မှမစစ်ဘူးနောက်တစ်နေ့ကျမလာဘူးစစ်တယ်ခိုင်ပညာဝင်ရောက်ကျွန်တော်လည်းမသိဘူးအသစ်ပြသူကလည်းငကုံငယ်အောင်ဆောင်းလာတယ်လွယ်ကြီးကိုဝှေ့ပြီးတိုက်ပုံမပါဘူးကျွန်တော်လည်းဆရာဇဝဲမှာသွားထိုင်
ကျောင်းသားလူချင်းနေကျောင်းအမှန်မလို့ထိုင်မှာခိုင်ပညာဝင်ကိုထိုင်ခိုင်းထိုင်နေဆရာမနှစ်ယောက်မရှိတော့အဲ့တန်းနဲ့ဝုန်းတိုင်းကိုကျဲလို့စူပွက်ခုံနေလဲကြအော်ဟစ်ပြေးကြလွှားကြကျွန်တော်ခိုင်ပညာဝင်နဲ့တွေ့တော့မှကိုပဲပြေးလာပြီးတော့ရှာတော့အဲ့ဒါရောက်နောက်တစ်ယောက်ကနှစ်ချောင်းသူကိစ္စနဲ့သူသွားနောက်တစ်နှစ်ယောက်လွတ်တယ်၄ယောက်လွတ်တယ်၈ယောက်အဲ့ဒါနဲ့ခိုင်ပညာဝင်ကပြောတယ်ခဲအကြောင်းကအနည်းခင်ဗျားဒီအကြောင်းအကြောင်းအုပ်လာတယ်ကျွန်တော်ဟုတ်ပါတယ်ပြောညာရင်လို့မဟုတ်လူတယောက်ကလေးနှစ်ယောက်ခေါ်လာပြီးမှကြောင်းအုပ်မဟုတ်ဘူးလို့ပြောရတယ်ပြန်ခေါ်သွားတယ်ကြောင်းအုပ်မရှိတဲ့အကြောင်းမထားဘူးကွာကြောင်းကလေးလိုချင်လို့ဟုတ်ပါတယ်လို့ပြောတယ်ခင်ဗျားကြောင်းကလည်းဆူလိုက်ဒီနေ့ဆရာမနှစ်ယောက်မလာလို့ပါဆရာမနှစ်ယောက်ကဘာလို့မလာလဲဒီလိုရှာရှည်တာကြောင်းအတ္တကိစ္စပြောတာမဟုတ်သူတို့တငယ်ချင်းမင်္ဂလာဆောင်လို့ပေါ့ဗျကျွန်တော်စိတ်မရှိခွင့်တိုင်သွားလာသူနဲ့ပါဆိုင်လို့မတိုင်ပါဘူးဗျာနားလည်မှုဆိုကြောက်ခမ ्या ကိုရေးယူပြီဝုန်းနဲ့မတထသေးပြီကြောက်ခိုင်ပညာဝင်သိဗျကျောင်းနေစီကံမရှိကြလာဆက်တာခမ ्या ကြောင့်တော်ဆိုးတာအဲ့တော့ကျွန်တော်သိပြီတကယ်တော့ကျွန်တော်အကြောင်းမဟုတ်ပါဘူးမရဘူးလေခုနကခမ ्या ကျောင်းဦးလို့ပြောပြီရေးတယ်မှာစာချုပ်မိနေပြီကျွန်တော်လူကြီးမင်းကိုကျောင်းအမယ်ကလေးမှတ်လို့ကလေးအမယ်မိဘမှတ်လို့ပါကြောင်းမလို့မဟုတ်ဘူးပြောမိလို့ကလေးပြန်ခေါ်သွားတယ်ကျွန်တော်ကျောင်းသားလူချင်လို့ပါအဲ့လိုပြောတော့သူနည်းနည်းသနာသွားတယ်ခင်ဗျားလို့ရတာလည်းမလွယ်ပါလားဒါပေမဲ့အဲ့ဆရာမနှစ်ယောက်တော့ကျွန်တော်ထုချေလွာတောင်းခဲ့မယ်ဗျခင်ဗျားကျွန်တော်ဒီမှာလေရန်ကျောင်းဦးလည်းမရှိအလေရန်ပြလည်းကျွန်တော်တယောက်တည်းမနိုင်မနှင်းမူလာရန်ပြလည်းမပြည့်စုံအောင်မရှိနှစ်ယောက်မလွဲတာမဆောင်တာပြတ်တယ်နဲ့ဒုက္ခအဲ့ဒီခက်ခဲတွေတင်ပြအေးပါဗျာကျွန်တော်ခွင့်ထုချေလွာတောင်းခဲ့မတောင်းမှနေဗျာမတောင်းလို့မရဘူးဗျာခင်ဗျားနောက်ထုတ်လို့ကောင်းလို့ထုချေလွာရေးရင်တော့ခိုင်ပညာဝင်မင်းသူတို့ခွင့်လွှတ်လိုက်ပါနော်ကျွန်တော်စိတ်နေလိုက်နေသေးသူကပြန်အဲ့ဒါကြောက်ကိစ္စခံနေမဆိုင်ဘူးသူကပြန်တင်းသွားတယ်နောက်နေ့ကျဆံမလင်းနှစ်ယောက်ငိုလိုက်ကြတာအဲ့ဒီနောက်ကောင်းသွားပါတယ်သူလည်းခွင့်မတိုင်တော့ပါနောက်တော့လာပြန်ပြီအဲ့ဒါတယောက်တပည့်မလေးကရှားကြီးအဲ့ဒါတိုက်ပုံနဲ့ပါနဲ့ကုန်းလေးတစ်မြုံနဲ့ထွက်ချူထိုင်မှခင်ဗျဒီလိုကျွန်တော်သိတယ်တိုင်းပညာဝင်လည်းမဟုတ်ခိုင်ပညာဝင်လည်းမဟုတ်သိကြတယ်ကြောက်အမယ်မိဘကလေးလိုချင်တယ်ကျွန်တော်ထိုင်မှခင်ကျွန်တော်ကြောက်ဦးနေမှာထိုင်အဲ့လိုကျွန်တော်ပြုံးဘာကိစ္စရှိလဲခင်ဗျဘာကိစ္စမှမရှိပါဘူးပြုံးလို့ပဲကုန်းလေးကတစ်မြုံနဲ့ကျွန်တော်ဘာမှကူညီရမလဲခင်ဗျဘာမှကူညီစရာမလိုပါဘူးပြုံးမြန်ပြီဒီလိုစိတ်မှနှံ့ရလားမသိအဲ့လိုဆိုရင်တော့ကျွန်တော်ကလေးတွေကိုစာသွားတင်မရစေကျွန်တော်မှအလယ်တန်း3တန်းရှိတာတယောက်တည်းနဲ့လူပတ်ချသင်နေရအဲ့လူကသင်တာပေါ့ထိုင်ပါဦးနည်းနည်းတော့ရင့်တယ်ထိုင်ပါဦးဆိုကျွန်တော်ထိုင်ကျွန်တော်ဒီကျောင်းရဲ့ကျောင်းအုပ်ဆရာကြီးပါကောင်းလိုက်တယ်နော်ဝတ္ထုပြကျောင်းအုပ်ဆရာကြီးပါကျွန်တော်တိုင်းပညာဝင်နဲ့ခိုင်ပညာဝင်ကလွတ်လိုက်တာပါအဲ့ဒီကျောင်းမှာအဲ့ဒီဆရာလေးရှိလေမင်းသွားသူခိုင်းတာတွေအားလုံးမင်းသွားလုပ်သူအဲ့လိုပြောတာတကယ်ဝတ္ထုမှာဒီလိုပြောလို့မရဘူးလောကမှာတကယ်ဖြစ်တယ်ပုံစံနေဆိုအဲ့ဒါကျွန်တော်ဝုန်းနဲ့ထိုင်ဆိုင်မဟုတ်ပါဘူးဒီဘက်လာပါခင်မထိုင်ဘူးခင်ဆက်ထိုင်သူအဲ့လိုပြောဖို့မကောင်းဘူးတိုင်းပညာဝင်နဲ့ခိုင်ပညာဝင်အဲ့လိုမှာဖို့မကောင်းဘူးကျွန်တော်နားလေကျွန်တော်ကမြန်အသုံးမကျတဲ့ကောင်ဆိုရင်ဆရာကြီးကိုမယုံမသိလို့မှာပေါ့ဆရာကြီးကမြန်ခက်ညံ့ညံ့လူဆိုရင်ဒီကောင်ကဘာကောင်လဲငါကသူခိုင်းတာဘာလို့လို့ငါအကြောင်းဒီကောင်ကအလဲတန်းပြတွေ့ကြသေးတာပေါ့ဦးချိုးပြလိုက်ရောက်ချင်းဆောက်နေထွင်းကျွန်တော်တို့နှစ်ယောက်စလုံးစိတ်ဆင်းရဲချစ်စရာပြောစရာဝန်းဝိုင်းလေးဖြစ်တယ်ကျွန်တော်အကြောင်းကလေးပြတ်သွားတော့မယ်ကောင်းလိုက်တဲ့ဆရာကြီးဆရာဒီမှာလာထိုင်မထိုင်ပါဘူးဆရာအဲ့ဒီမှာဆက်ထိုင်ပြီးတော့အခုလောက်တဲ့အတိုင်းအကုန်လောက်ပါအောင်မြင်နေဗျာ
ကျွန်တော်ဘာလုပ်ရမလဲကူမယ်ဗျာဆရာကြီးအခုလုပ်တဲ့အတိုင်းကျွန်တော်အကုန်လုပ်ဆရာကြီးထပ်ခိုင်းတာကျွန်တော်လုပ် management ကျွန်တော်မကျွမ်းကျောင်းအုပ်ချုပ်ရေးကျွန်တော်မှအဲ့ဒီပညာတွေမသင်ခဲ့ချက်ချင်းမကလေးတယောက်လာဝေးဦးသေးတာရှိကိုစာရေးမနှက်ဖြင်ကလက်တန်းပါတဲ့ကျိန်တိုးကလထိုင်တစ်လုံးလှူပါကျွန်တော်ထိုင်းနေတာသက်သားကလထိုင်လက်တန်းမပါဘူးအဲ့ဒါကစက်တဲ့အရာရှိမှထိုင်ရတယ်ဘုရုံးကခုတော့အကုန်ထိုင်နေပါကျွန်တော်တို့ခက်ကကျွန်တော်သက်သားကလထိုင်လေးနဲ့ထိုင်နေတာအခုဘက်ကားကြောင်းလာပြီးကျွန်တော်ဆရာကြီးကိုကျွန်တော်ထိုင်နဲ့ကလထိုင်ပေးထိုင်မခိုင်းနိုင်ဘူးဦးသေးတာနောက်တနေ့မနေ့10နှစ်ရောက်ထိုင်မှဆရာကြီးကျွန်တော်တို့နှစ်ယောက်ချက်လိုက်ကြတာတိုင်နိုင်ပင်မင်းလို့တော့ကြောင်းကလေးတိုးတက်လိုက်သူရောက်ပြီး3လကြာကျွန်တော်ပြောင်းရွှေ့မိတ်စာရပါတယ်ပြောင်းရွှေ့မိတ်ကလည်းထူးထူးဆန်းဆန်းသားတို့ကိုပြောချင်တယ်ဆိုတာမင်းဘယ်နှရောက်ရောက်မင်းလုံနိုင်တယ်အကောင်းဆုံးနေလို့စူးစမ်းလို့စိတ်ကောင်းရှိပါကျွန်တော်အဲ့လိုလုပ်တဲ့ခါကျတော့ကျွန်တော်သင်တန်းတစ်ခုရွေးချယ်ခံရတယ်အဲ့ဒီသင်တန်းတစ်ခုရန်ကုန်သွားတက်ရတယ်အဲ့ဒီသင်တန်းမှာလည်းကျွန်တော်စူးစမ်းတော့စာမှတ်တွေမှာပထမရပရိဟိတအများနဲ့ပတ်သက်တာတွေနဲ့နာခံတော့သင်္นานသား90လုံးကအကြိုက်ဆုံးတယောက်ကိုရွေးပါလို့သင်္นานဆက်တဲ့ကရွေးတော့ကျွန်တော်နာမည်ရွေးကြဒါမျိုးလူရှားပါတယ်ကွာဆိုအဲ့เจ้าမှာဆရာပြန်ခန့်လက်ထောက်ကတိကခန့်နော်တက်ကစိုးဟာနောက်ကျသွားတယ်ကွာစောစောကခန့်ဘယ်လောက်ကောင်းမလို့အဲ့ဒါနဲ့အဲ့ဒီစာဆရာကြီးကပြောတယ်ဆရာဒီနေ့ညနေမိထားနဲ့ပူရာလိုက်ပို့လက်မှတ်ပါပါတယ်ဆရာတပည့်တွေကိုတော့မပြောပါနဲ့ဦးမြညနေ3 နာရီထိုးကနေမှနှုတ်ဆက်ပွဲလေးလုပ်ပြောင်းရတာပေါ့ကျွန်တော်တို့နှစ်ယောက်ရုံးခန်းထဲကထွက်တာနဲ့ကျောင်းထောင်သားလေးတယောက်လက်ပိုက်ပြီဆရာကြီးရန်ကုန်ပြောင်းရမယ်ဆိုတော့ဟုတ်ပါလားခင်ဗျဟောထိတ်တန်းရှုပ်ဝဲဆိုတာအဲ့လောက်မြန်ပါလေပေါက်သွားကျောင်းကြီးကမညာချင်းစားဟုတ်တယ်ကွာကလာမင်းတို့ကောင်ခုံနေစီကြပတိရှင်နေဖဲကြထိတ်မချထိုင်ဆရာတပည့်နှုတ်ဆက်စကားပြောလိုက်ပါဗျာလွမ်းစရာကောင်းမှစိုးလို့လွယ်ပေါ့ပြောတယ်တပည့်တို့ဝန်ထမ်းဆိုတာပြောင်းရတာထုံးစံပါကွာဘာမှမဆန်းပါဘူးကျွန်တော်ပေါ့လွယ်ပြောတယ်ဆက်ပြောင်းသွားလို့လွမ်းစရာမရှိပါဘူးကွာဆရာပိုကောင်းတဲ့နေရာကိုပြောင်းမှာမင်းတို့ပြစ်ထားခဲ့မှာပါဟောဒီဆရာကြီးနဲ့ဆရာမတွေမင်းတို့ဆက်စာသင်ပေးမှာကွာသူတို့ကိုချစ်ကြလေးစားကြဆရာကတော့သွားပြီဆိုတော့မင်းတို့ထားဖြစ်ခဲ့နှုတ်ဆက်တယ်ငါတို့ဒါပဲနော်ပေါ့ပြောတာဆရာကြီးကသိကဲမင်းတို့ဆရာနှုတ်ဆက်ပြီးရွယ်တို့ဒီနေ့ကျောင်းပိတ်ပေးလိုက်ပြန်ညာအဲ့ဒီကောင်ကြီးလှုပ်ငုတ်တုတ်ငိမ့်နေဒါဝတ္ထုရေးဆရာလှုပ်လို့မရဘူးကျောင်းကြီးကဆရာဒီကောင်ကြီးကလည်းပြန်ခိုင်းလို့မရခဏထိုင်ပေးလိုက်ပါဗျာ15 မိနစ်လောက်ဒီကောင်ကြီးကြည့်ပါစေကျွန်တော်တော့မကြည့်ချင်ဘူးဗျာနောက်ဖက်ဝင်သွားနောက်ထိုင်ပြီးငြိမ်လို့ကောင်မလေးတယောက်စီရှိုက်တန်ထွက်လာဘယ်နာကောင်ရဟဲ့ရှာကြီးကငိုတာမကြိုက်ပါဘူးလို့ပြောတာမကြောက်ဘူးငိုနဲ့သူတို့မငိုကြလို့မငိုတာမဟုတ်သူတို့ချစ်တယ်ရှာကြီးအပြစ်မမြင်စေချင်ဘူးအဲ့ဒါမျိုးတွေကျွန်တော်ဘာမှအများကြီးအကြောင်းပါဘယ်ကလေးအပြစ်ရှိတယ်ရိုက်ရမယ်ပြစ်ဆရာမတွေကရိုက်ပါကျွန်တော်အဲ့ကောင်ခေါ်ပြောရိုက်ရသူကျွန်တော်ချက်တာနောက်တစ်ခါဆရာကြီးအပြစ်မြင်မှမဖြစ်เสียဘူးဆရာကြီးအဲ့လိုဒီကလေးတွေဒီကောင်လောက်တာကျွန်တော်ဟတ်ထီကောင်မလေးလည်းမငိုတော့နောက်ထပ်လူမငိုတော့ပါ15 မိနစ်ကြာတော့ဆရာကြီးပြန်လာကဲမင်းတို့15 မိနစ်ပြည့်ပြီဘယ်လိုပြန်ညတော့ပြန်ညပိုတန်မြင့်ပြောလှုပ်ငုတ်တော့ငြိမ်ကြည့်ဆရာဒီကောင်ကြီးကလည်းပြန်ခိုင်းလို့မရဘူးနောက်ဘက်ကဆရာလှုပ်ဖို့ကံပက်တော့ကြည့်လိုက်ပါဦးဗျာကျွန်တော်လည်းသူတို့ရှိရထွက်ပြေးခွင့်ရတော့ဝန်တာနောက်ဖက်သွားကျွန်တော်အဲ့တော့လူအားပေးဆရာလေးတွေကျွန်တော်တို့မနိုင်မနှင်းဖြစ်ပြီးတယ်ကျွန်တော်ဆရာကြီးခေါ်တော့လူအားပေးတွေပါရှိပါတယ်ရွာကျွေးပါတယ်နေ့လည်းစုစားတဲ့ဇပွဲရှိကြီးမှာသူတို့ကတော့ကိုတချမ်းလေးတွေကိုတပိုင်းလေးတွေမှောက်ပြီးတော့
အသိနေသူတွေလုံနေကြကိုလေးတွေလှုပ်ကျွန်တော်ဆရာလေးသူ့ကြောလေးကပို့လှုပ်ပါတယ်ကျွန်တော်ခန့်ထားတဲ့ဒလဝန်ကြီးဟိုးတောက်မှာအုတ်ခင်းပေါ်မှာဖင်ချထိုင်ကျောင်းဘက်ဆေးလေးကြီးကိုတအားကုန်စုပ်ဖွာနေဘလောက်ဖွာလို့မီးတွေထားတောက်မငိုအောင်လို့ကြိုးစားနေမီးတွေတောက်လို့ပါဝါမျက်ရည်တွေကျအဲ့ဒါကိုပစိုးနာလေးနဲ့သူ့ကြာကြည့်ရင်ကိုငိုမိနိုင်တယ်ကိုထုတ်တဲ့အမိတ်ကြည့်ချင်ပြန်ထွက်လာပရင်းမောက်တိုင်းမှာသားတယ်မိတွေရွာတွေကပြေးလာကြတာကလေးတွေကရက်ချခွင်ချီလို့ဈေးဆိုင်တန်းကပေါက်ကြတာတပေါက်ကို3ယောက်နှုတ်နေရာယူပြီးတော့အောငိုကြကျွန်တော်ကောင်တွေလှဲ့ကြည့်ကောင်းတယ်ငိုပါစေသူတို့ကငါတို့ကိုစားငိုခွင့်ရှိတယ်ငါတို့ကငိုခွင့်မရှိငိုကျွန်တော်တပည့်တွေကြည့်တော့ဒီသူတို့အမေတွေငိုတာကိုသဘောတွေကျချိန်ကညနေ3 နာရီထိုးကနေဘာလို့မှလည်းမသိတော့အဲ့လိုတော့မှမော်တော်ကားဘတ်စကားတွေအဲ့ဒီကဘတ်စကားတွေရှိတယ်မန္တလေးနဲ့17မိုင်ဝေးတာဝေါကနေကြောင်းရှိဆိုင်ရွာလူကြီးလာတပည့်တို့ဆရာကိုပူတာပို့ရတော့မင်းတို့ကလည်းပြန်ခိုင်းလို့မရဒါတို့သမီးတို့ကုန်ကားပေါ်တက်မင်းတို့ကလိုက်ဖို့ကျွန်တော်ကောင်နေဝေါပြည့်တက်မြန်လိုက်တာမြောက်တွေကြတယ်ကားတွေဘယ်သူမှတင်မပေးရဘူး6 စင်းပြည့်ကားပေါ်ရောက်တဲ့ဒီကောင်တွေလောက်ပြန်ငိမ့်သားတယ်မေတွေငိုပြီးပြေးပြီးဘာလို့တာလို့အိမ်ရှိကနေစီးကြုံငိုမယ်အဲ့ဒါနဲ့ကျွန်တော်တို့ကားရကြီးရွာလေလမ်းဖြတ်ငိုပြီးတော့နှုတ်ဆက်ကြပါလေလောက်ဖို့ကိုင်းဘက်ရွာလူကြီးတွေပြေးတက်ကြကျမကြီးဆေးဘေးကန်းလျှောက်တော့ဆေးမှုပြစ်လာတဲ့သူ့မျက်နှာမှာမျက်ရည်တွေနဲ့ငိုလို့ပါကလေးရင်နဲ့တုန်းကဆဲတဲ့ကာလာသားတွေတူတွေဒီကောင်တွေလည်းပြေးလာတဲ့ငိုလို့ပါကာရန်ကြီးရွာကထွက်ငါပြင်ရောက်တော့ဘယ်ကလေးကစိတ်ကူးပေါက်တယ်မသိသူတယောက်တည်းညီးညူတယ်လို့ဆိုပါလေဒီကလေးတွေနဲ့ကျွန်တော်နဲ့အလံတိုင်ကလေးပတ်လည်မှာပန်းကြံကလေးစိုက်တုံးကသင်ပေးတဲ့တခြင်းမိမိကိုယ်ကိုကောင်းအောင်ကြိုးစားမည်မိမိတန်းကိုကောင်းအောင်ကြိုးစားမည်မိမိကြောင်းကိုကောင်းအောင်ကြိုးစားမည်မိမိတိုင်းပြည်အတွက်ကောင်းအောင်ကြိုးစားမည်အဲ့ဒါကလေးကိုကျွန်တော်အဓိပ္ပာယ်ရှင်းပြဒီသရှင်လေးကနေတိုင်းပန်းမြန်ဆိုင်ဆိုကျွန်တော်နဲ့သူတို့နဲ့ဆိုနေကြဒီ4 ချက်ပါပဲအဲ့ဒါကိုအဲ့ကလေးတယောက်ကသူ့အတူတယောက်တည်းဆိုသူစိတ်ကူးရလိမ့်မယ်ငါတို့နဲ့ဆရာနဲ့အထိတ်မှလွမ်းနေကွာဆိုကျန်တဲ့အဲ့ဒီကားပါကောင်အဲ့ဒီကောင်လှမ်းကြည့်လိုက်ဆိုရင်နဲ့အဲ့ဒီကားတစ်စင်းလုံးအတန်မြန်ကြီးသွားတယ်ပထမတော့အတန်ကတူနှုတ်တော့ကျဲလာကြတယ်ညီကျန်တဲ့ကားတွေကကြားဒီကောင်တွေလောက်တာမှန်တယ်ကွာလိုက်ဆိုအောင်ပင်လည်းကံပုံရိုးမန္တလေးပဲနီးသွားအဲ့ဒီမှာကြတော့ကား6 စင်းရဲ့အချင်းတန်တပြိုင်တည်းဖတ်ပါလေကျောင်းကြီးကကျွန်တော်လက်ကိုဆုပ်ဆရာမနေနိုင်တော့ငိုလိုက်တော့ဆရာလည်းငိုလိုက်တော့ငိုတာရတာရှိပါတယ်ဗျငိုပါသူကငိုနေပါပြီကျွန်တော်မငိုပါဘူးဘာဖြစ်လို့ဆိုကျွန်တော်ကောင်နေမငိုပါဘူးလို့ပြောတာအဲ့ဒီကောင်နေသရှင်းသားဆိုတော့ကျွန်တော်လှမ်းကြည့်ငိုဘူးဝတ္ထုပဲအဲ့ဒါကလေးကိုဗျာကျွန်တော်ဝတ္ထုပြန်ရေးတယ်ပန်းမြိုင်လေမှဥယျာဉ်မှုစာပေပိုင်းမှာပထမဆုရတယ်နောက်တစ်နှစ်အမျိုးသားစာပေဆုထပ်ရတယ်နောက်အဲ့ဒီစာအုပ်ကခုတစ်ခါမှာအင်္ဂလိပ်လိုဘာသာပြန်တယ် The Garden Among the Flowers အာဆီယံစာပေဆုဆယ်နိုင်ငံစာပေဆုထပ်ရပါတယ်အင်္ဂလန်နိုင်ငံလန်ဒန် University မှာနှစ်ပေါင်း30ကျော်ပါပြီမြန်မာစာယူသူများအတွက်ပြဋ္ဌာန်းစာအုပ်သင်ကြားပါတယ်မဟာဝိဇ္ဇာ6 ယောက်ရသွားပါပြီအခုတောင်ကြီးတက္ကသိုလ်က1 ယောက်ဒေါက်တာဘွဲ့ဒီစာအုပ်နဲ့กินနေပါပြီကျွန်တော်စီကူညီတောင်းနေသူတို့မဟာဝိဇ္ဇာဒေါက်တာရဖို့ကူညီပါတယ်ကျွန်တော်ဒီနေ့အထိ BA ပါပဲကျွန်တော်စာအုပ်ကလေးရိုက်လိုက်ရတာချိန်ပေါင်းများစွာအခု
နိုင်ငံတော်ကရိုက်ချင်လို့ဆိုပြီးတော့ရုပ်ရှင်သွားရိုက်နေပါပြီရုပ်ရှင်သွားရိုက်နေပါကောင်းမကောင်းကျွန်တော်မသိအမမခံဘူးကျွန်တော်ကိုယ်တိုင်ရိုက်တာမဟုတ်ကျွန်တော်ဝတ္ထုကိုတော့ကျွန်တော်စိတ်တိုင်းကြရေးခဲ့ပြီးပါပြီအဲ့ဒီကနေပြီးတော့ကျွန်တော်ရန်ကုန်ပြောင်းသွားဒီတော့ပြောရစီဆက်ပြီးတော့စာရီဖတ်ပါတယ်စာတော်ကောင်းရောက်ကိုမြတ်မောင်ကိုအားကြပြီးတော့ကျောင်းဆရာကောင်းဖြစ်ရတယ်အဲ့ဒါကလေးကိုစာအုပ်ပြန်ရေးတော့ဒဏ္ဍကျော်ဥချစ်မောင်ရဲ့သူ့ကိုမိတယ်လို့မပြောချင်ပါပန်းမြိုင်လဲဆိုတဲ့စာအုပ်တော့ပေါက်ဖွာလာပါတယ်ကျွန်တော်စာရေးဆက်ဖတ်ပါတယ်ဆက်ပြီးစူးစမ်းပါတယ်တစ်သက်လုံးကိုမြင့်အောင်မြင့်သားတို့သမီးတို့စာဖတ်ခြင်းဖြင့်မိမိတို့ကိုမိမိတို့မြင့်အောင်မြင့်စိတ်ကောင်းရှိခြင်းလဲပေါင်းဆက်လိုက်စမ်းပါမစ္စာတွေဘလောက်တော်ဘလောက်တက်စိတ်ကောင်းမရှိရင်လောကမှာကောင်းကျိုးမရှိပါကိုယ့်အတွက်တည်းမကပါသူများအတွက်လည်းမကောင်းပါသူများအတွက်မကောင်းမကဘူးမင်းအတွက်လည်းမကောင်းပါစိတ်ကောင်းရှိမှကိုယ့်အတွက်လည်းကောင်းသူများအတွက်လည်းကောင်းဆက်လက်ပြီးတော့နားထောင်ကြပါအမတန်အသည့်လိမ္မာဉာဏ်ပညာနဲ့ဘဝအောင်မြင်မှုတိုးတက်မှုနီလန်ကောင်းပေါင်းများစွာပေးနိုင်တဲ့နောက်ထပ်နှစ်ယောက်ဟောပါလိမ့်မယ်ကျွန်တော်ကတော့ကျွန်တော်တတ်နိုင်တယ်မြတ်ပြောစရာလေးနဲ့လွန်စရာလေးနဲ့ချစ်စရာလေးနဲ့ဘဝကိုယ့်ဘာကိုမြင့်တင်မှုကြိုးစားဖို့စွမ်းကုန်ကြိုးစားဟောပြောပြပါပြီညီကုန်းချုပ်မှာတတိယရာလေးတစ်ခုရှိလို့ပြောပါရစေကျွန်တော်ချက်သူမိန်းကလေးခုဘယ်ရောက်နေတော့ကျွန်တော်နေတဲ့ရန်ကုန်မှာရှိပါတယ်ဘာဖြစ်နေတော့ကျွန်တော်မြီးများရဲ့အဖွာဖြစ်နေပါတယ်မြစ်တာလက်ဆောင်ပေးရပေးပါတော့ဒေါက်တာနွေနွေအားထူးပင်ကျေးဇူးတင်ရှိပါရရှင်